တရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့နော်ကျွန်တော်တို့ Bible Study ဓမ္မရာဇဝင်ဒုတိယဆောင်3ရက်မြောက်နေ့ထိတိုင်အောင်ဘုရားခင်ကောင်းကြီးပေးပို့ဆောင်ခြင်းအတွက်ကျေးဇူးကိုချီးမွမ်းလို့ကျွန်တော်တို့ပါဝင်ကြတဲ့ညီကောင်မောင်နှမတယောက်စီတိုင်းတို့လည်းကျေးဇူးတင်ပါတယ်လို့အားလုံးကျွန်တော်တို့ဓမ္မရာဇဝင်ဒုတိယဆောင်ကိုလေ့လာလိုက်တာနော်ကျွန်တော်တို့အခုဒီ online တိုင်းဆိုကျွန်တော်တို့ဒီနေ့ပြီးသွားတာကျွန်တော်တို့ပထမ3ပိုင်းကျွန်တော်ပြီးသွားပြီဖြစ်ပါတယ်အခန်းကြီး6ထိကျွန်တော်ပြီးသွားပြီပြီးခဲ့တဲ့အပတ်ကအခန်းကြီး6ထိပြီးသွားပြီဆိုတော့ဒီအပတ်ကကျွန်တော်တို့အခန်းကြီး9အခန်းကြီး10နဲ့အခန်းကြီး9သုံးခန်းကိုကျွန်တော်သွားမှာဖြစ်ပါတယ်ဆိုတော့ဣသရေလနိုင်ငံအတွက်ဘုရားခင်ဒါဝိဒ်နဲ့ထာဝရပဋိညာဉ်ပြုတဲ့အကြောင်းပြီးတော့မှဣသရေလနိုင်ငံရဲ့အောင်မြင်မှုကိုဖော်ပြထားတဲ့အကြောင်းကိုကျွန်တော်တို့ဒီကလေ့လာသွားကြဖို့ဖြစ်ပါတယ်လို့ဆိုတော့ကျွန်တော်တို့ရင်ပတ်ကလို့ပြောနော်ပြီးခဲ့တဲ့ chapter တွေကျွန်တော်တို့ပြန်နေကြည့်မယ်အခန်းကြီး4ကဘာအကြောင်းပြောထားလဲဆိုလို့ရှိရင်ဒါရှောလုအမျိုးလုံးဝကြာဆုံးသွားတဲ့အကြောင်းဒါရှောလုဘက်ကရှင်ဘုရင်ပေါ့နော်ဘယ်လိုပဲသူတို့ဘုရင်ဖြစ်ဖို့အတွက်ကြံစီတော့လဲဣရှဘောချက်နောက်ဆုံးတည်ဆုံးသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တွေ့ရတယ်ပြီးတဲ့အခါမှာအခန်းကြီး5ကတော့ဒါဣသရေလနိုင်ငံတစ်ခုလုံးရဲ့ရှင်ဘုရင်နေနဲ့ဒါဝိဒ်ချီးမြှောက်ခံလိုက်ရတယ်ပထမကတော့သူကယူဒရဲ့ရှင်ဘုရင်ပဲဖြစ်သေးတယ်ဒီအခန်းကြီး9ကျမှခုနှစ်ခွဲသူစောင့်ရတယ်နော်ကျွန်တော်လေ့လာထားခဲ့တယ်ဆိုလို့ရှိရင်ဆိုတော့ဒါယူဒရောဣသရေလရောတောင်ရောမြောက်ရောပေါ့နော်နိုင်ငံကြီးတစ်ခုလုံးဒီဒန်မျိုးကနေဘေရီရှေဘမျိုးပေါ့ဒါသူတို့ရဲ့အဆိုအတိုင်းဆိုလို့ရှိရင်ဒါဒါဝိဒ်ရဲ့အာဏာစက်တက်ရောက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တွေ့ရတယ်ပြီးတော့မှအခန်းကြီး9မှာအရန်အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုကဘာလဲဆိုလို့ရှိရင်ယေရုရှလင်မြို့ကိုသိမ်းတာဖြစ်တယ်ယေရုရှလင်မြို့ရဲ့အဓိကကြားတဲ့အချက်လေးကျွန်တော်ပြောခဲ့တယ်မှတ်မိသလားမသိယေရုရှလင်မြို့ကအဓိကကြားတယ်သူကဘယ်နေရာမှာရှိနေတာလဲခန္ဓာအခိုင်မှာရှိတဲ့မြို့ကိုပြောတာလားဆရာဘယ်ဟာဘာကိုပြောတာလဲမသိခန္ဓာအခိုင်မှာရှိတဲ့မြို့ဟုတ်တယ်ဒါပေမဲ့ဒါဝိဒ်ကဘာကြောင့်မလို့ယေရုရှလင်မြို့ကိုသိမ်းလိုက်တာလဲအလယ်မှာရှိနေလို့ဟုတ်တယ်ယေရုရှလင်ကသူကဘော်ဒါမှာရှိနေတာလေတောင်နဲ့မြောက်နဲ့ဘော်ဒါအစအမှာရှိတာယူဒခရိုင်နဲ့ဗင်ယမင်ခရိုင်ရဲ့နယ်စပ်မှာသူကရှိနေတာဆိုတော့ကျွန်တော်တို့အရင်ပတ်တော့ကျွန်တော် study လုပ်ခဲ့ကြတယ်ယူဒတွေတိုက်တာမနိုင်ဘူးလေဗင်ယမင်တွေလက်တိုက်တယ်မနိုင်ဘူးနောက်ဆုံးအခုဒါဝိဒ်နဲ့သူရဲ့စစ်တပ်ယွာဘဥဆောင်ပြီးတိုက်တာပေါ့နော်ဒီဟိုစားရေတွေ့ထားတဲ့ဒီတာနယ်ကနေဝင်တိုက်တဲ့ခါမှာအနိုင်ရရှိသွားတယ်လေနော်ဆိုတော့ very strategic ပေါ့နော်ဒီယေရုရှလင်ကနော်ယေရုရှလင်ကနောက်ပိုင်းမှာဇီးယုံလို့လည်းခေါ်တယ်နော်ကျွန်တော်အဲ့မှာတွေ့ခဲ့ကြတယ်အခန်းကြီး9မှာဇီးယုံဆိုတဲ့စကားလုံးအဲ့မှာစတွေ့တာပဲလေဆိုတော့နောက်ပိုင်းကျမ်းစာမှာကြည့်လို့ရှိရင်ဣသရေလနဲ့ဇီးယုံကတော့အမြဲတမ်းလို့တွဲမြင်နေရတယ်ဇီးယုံသူတို့သမီးနောက်ယေရုရှလင်သူတို့သမီးဒါကဣသရေလလူမျိုးကိုခေါ်တာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးတွဲမြင်နေရတယ်ဆိုတော့ယေရုရှလင်ကတကယ်ကိုနောက်ပိုင်းမှာနောက်ဆုံးတော့ယေရှုခရစ်ပြန်ကြွလာတဲ့အထိတိုင်ဒီယေရုရှလင်ကဒါသူအဆက်ပါနေဦးမှာနောက်ဆုံးကောင်းကင်မှာတော့မှကောင်းကင်တဲ့မြေကြီးတဲ့ယေရုရှလင်တဲ့ဆိုပြီးတော့ရှိနေသေးတာလေနော်ဆိုဒီယေရုရှလင်က very amazing and so significant ပေါ့လေအရန်ကိုထူးခြားတယ်ဆိုတော့ဒါနောက်ပိုင်းမှာအရန်ကိုထူးခြားရတာဖြစ်ခဲ့တာဝိဒ်လက်ထက်မှာတည်းကသူကဒီနေမီအပိုင်းခြားရနော်သူ့ရဲ့အုပ်ချုပ်ရေးအတွက်ကိုဒါဝိဒ်ကဘာသူ့ရဲ့ focus ကဘုရားခင်ခိုင်းထားတဲ့ရှင်ဘုရင်အရာကိုဒါဝိဒ်ကယူတဲ့အခါမှာသူ့ focus တစ်ခုပဲရှိတယ်အဲ့ဒါဘာလဲသူအမြဲတမ်း focus ထားတယ်အဲ့ဒီကိစ္စကြောင့်လည်းဂျွာဘာနဲ့သူပြဿနာတက်တယ်သူ focus အဲ့ဒီဣသရေလနဲ့ယူဒဒီရဲ့သူစလေအားလုံးရဲ့ဘုရင်ဖြစ်ပေါ့ဟုတ်တယ်အားလုံးစီးလုံးဖို့အတွက်တနိုင်ငံတည်းဖြစ်ဖို့အတွက်ကွဲပြားနေတာသူမလိုချင်ဘူးလေနော်ဆိုတော့အဲ့ဒီ strategy ကသူနောက်ဆုံးဒီယေရုရှလင်တောင်ကဒီဟာကိုကျွန်တော်တွေ့ရတယ်တောင်မှာလည်းမနေဘူးမြောက်မှာလည်းမနေဘူးတောင်နဲ့မြောက်ကြားထဲမှာသူဒါသူ့ရဲ့နားစိုက်ထားတယ်ဆိုတော့ဒါလေးရမ်းတွေ့ကြနော်ဆိုတော့ဆက်ပြီးတော့ကြည့်ရအောင်ဘုရားသခင်သူ့ကိုအောင်ခြင်းခွင့်ပေးတယ်ဖိလိတိတက်တယ်
အောင်နိုင်တယ်အကြီးကျယ်အောင်နိုင်တယ်အဲ့မှာဒါဝိဒ်ကဖျားသခင်ရဲ့လမ်းပြခြင်းကိုခံယူတာကိုကျွန်တော်အသေးစိတ်ဖော်ပြထားတယ်နော်အဲ့ဒါကျွန်တော်အခန်းကြီး9မှာကျွန်တော်ကြည့်ခဲ့ပြီးသွားပြီအခန်းကြီး6ကပါလေဖျားသခင်ရဲ့တစ်တာတော်ကိုဘာလာမြို့ကနေပြီးတော့ယေရုရှလင်မြို့သဲလာဟုတ်ကဲ့ယေရှုတင်ပါတယ်ဆိုတော့အခန်းကြီး6ကဒါပြင်ရင်တက်တာတဲလာတဲ့အကြောင်းနော်ဒါပေမဲ့လန်ကီမှာချောချောချူဖြစ်လာဖြစ်ပါဘူးဘာကြောင့်မဖြစ်လဲလဲတင်းနဲ့တင်လို့လေဆရာလဲတင်းနဲ့ဘုရားပြောတဲ့အတိုင်းမဟုတ်ပဲနဲ့လဲတင်းနဲ့တင်လို့ဟုတ်တယ်ဘုရားခင်မှားထားတဲ့အတိုင်းမလုပ်တဲ့ခါမှာအဆင်မပြေဆိုတော့ဒီဘုရားခင်ရဲ့တစ်တာတော်ကိုဘယ်လိုမျိုးသုံးလဲဆိုလို့ရှိရင်ဆောင်းလာဘုရားဤနာမတော်နဲ့ဆိုင်တော်လို့သုံးတယ်လေနော်သူကဒီတစ်တာတော်ကရိုးရိုးတာမှန်တစ်တာတော်မဟုတ်ဘူးသူကရွှေနဲ့လှုပ်ထားလို့ထူးခြားတာလည်းမဟုတ်ဘူးဒီတစ်တာတော်ကဘုရားသခင်နာမတော်နဲ့ဆိုင်တဲ့တစ်တာတော်ဖြစ်တဲ့ကြောင့်ဘုရားသခင်သူကျင်းဝတ်တဲ့နေရာလို့ပြောတာပေါ့နော်ဒါကျွန်တော်တို့ဖွမ်းမြောက်အကျမ်းထဲမှာဒါကျွန်တော်ကြည့်လို့ရှိရင်ဒါတွေ့ရတယ်အသေးစိတ်တော့ဘုရားသခင်ကသူ့ရဲ့နာမတော်နဲ့ပတ်သက်လို့ရှိရင်လုံးဝဒါအထီးခိုက်မခံဘူးဆိုတော့ဒါဝိပြန်ပြောင်းပြီးတည်ရတယ်နော်ကျွန်တော်ဒါနောက်ဆုံးဒါယေရုရှလင်မြို့ကိုရောက်လာတယ်ပေါ့နော်ဆိုတော့အိမ်မှာတော့ပြဿနာတက်တာပေါ့လေနော်ဒီမိန်းမနဲ့ပြဿနာတက်တယ်ဒါဆိုတော့အဲ့ဒါလေးကိုလည်းကျွန်တော်တွေ့ရတယ်ဒါကျွန်တော်တို့ပြီးခဲ့တဲ့အခန်းကြီး6တိကိုကျွန်တော်တို့ပြန်နှွှေးလိုက်တာဖြစ်တယ်ဒီတစ်ပတ်ကကျွန်တော်တို့အခန်းကြီးအခုနပြောသလိုအခန်းကြီး9ကိုကျွန်တော်တောင်းမှာဖြစ်တယ်ကြိုတင်ဖတ်ခဲ့ပြီးကြပြီလို့ကျွန်တော်ယုံကြည်ပါတယ်အနည်းဆုံးတစ်ခါပေါ့ဗျာအနည်းဆုံးတစ်ခါတချို့ဆိုရင်အရန်စူးစမ်းတဲ့သူဆိုအောက်လိုင်းတော့ထုတ်ခဲ့ပြီးလို့တင်တယ်လက်မထောင်ခိုင်းတော့ဘူးနော်ထောင်ခိုင်းအောင်လားဟုတ်တယ်လေကျွန်တော်ကိုစောင့်စရာမလိုဘူးကြိုးပြီးတော့လေကို study လုပ်ဖြစ်ခဲ့လို့ရှိရင်အောက်လိုင်းတွေကြိုးထုတ်ထားလို့ရတယ်ပြီးတော့ကျွန်တော်တို့အတူတိုက်ကြည့်တာပေါ့နော်ဒါ this is learning process ပဲဆိုတော့လေမားရလို့မရှိဒါကွာသင်ယူနေတဲ့အချိန်ပဲဆိုလေနော်ဆိုတော့အားပေးပါတယ်အားလုံးကို study လုပ်တဲ့အချိန်မှာအခုကျွန်တော်အခုလွတ်သွားတဲ့ပုံစံ outline လေးကျွန်တော်ကြည့်မှာ outline ကိုကြည့်ထုတ်ကြည့်ရလို့ကျွန်တော်တို့ကဒီ chapter ကဘာကိုပြောနေလဲဆိုပို့ပြီးထင်ရှားရှားမြင်လာတာဖြစ်တယ်အဲကြောင့်မလို့ outline တွေထုတ်တာဖြစ်တယ်ဆိုတော့ outline ထုတ်ခြင်းနဲ့အကျိုးကျေးဇူးပါနော်နောက်ပြီးတော့ keywords တွေကလည်းအဲ့ဒီတိုင်းပဲဘာကြောင့် keywords တွေထုတ်တာလဲဒီအပိုက်ဒီအခန်းတစ်ခုလုံးကအဓိကဘာအကြောင်းကိုပြောနေတာလဲအဲ့ဒါကိုကျွန်တော်ရှာတာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကျမ်းစာကိုဖတ်တဲ့အခါမှာအဓိကဒီစာရေးသူပေါ့နော်စာရေးသူကဓမ္မရာဆိုရင်ဒုတိယဆောင်ကိုရေးတဲ့သူဝိညာဉ်တော်အားဖြင့်ဘုရားသခင်ကရေးခိုင်းတဲ့အခါမှာသူ့ရဲ့ရေးတဲ့အဓိကရည်ရွယ်ချက်ကိုကျွန်တော်အရင်ရှားတယ်အဲ့ဒါကကျွန်တော် Bible Study ရဲ့ဒါနှစ်ပဲပေါ့နော်တရားဟောရင်လည်းကျွန်တော်အဲ့တိုင်းပဲသွားတယ်အဓိကဘာလို့ကျွန်တော်ပြောချင်တာပြောလို့မရအောင်လဲအဓိကနှုတ်ကပတ်တော်ကပြောတဲ့ဟာကိုရှာတယ်ဆိုတော့မှကျွန်တော်အဲ့လိုရှာခြင်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော် online တွေထုတ်တယ်keywords တွေရှာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့သူသွားကြည့်အောင်အခန်းကြီးအခန်းကြီး9ရဲ့ outline ကိုကျွန်တော်ဒီလိုလေးထုတ်ပေးထားပါတယ်ဆိုတော့ဒါဝိဒ်နဲ့ဘုရားခင်ပြည်ရင်ပြုတယ်ပေါ့နော်ဒီအခန်းတော့ဒါဖတ်ပြီးတဲ့သူတွေကျွန်တော်တို့အားလုံးသိလိမ့်မယ်ဆိုတော့ကျွန်တော်ဒီ Bible Study ကတော့ကျွန်တော်ကျမ်းစာတွေတော့အစားဆုံးမဖတ်ဘူးလေဘာဖြစ်လို့လဲဆိုတော့ story line ဖြစ်တဲ့အခါမှာလေနော်ဆိုတော့ဂျိုလည်းဖတ်ထားခဲ့ပြီလို့ကျွန်တော်ယုံကြည်တဲ့အကြောင်းလို့ဆိုတော့သုံးခုကျွန်တော်ဒီမှာရေးပေးထားတယ်ပထမတစ်ပိုင်းကပါလဲဆိုတော့ဒါဝိဒ်ကသူနန်းတော်မှာနေရတဲ့ခါမှာဒါဘုရားခင်တစ်တာတော့အိမ်တော်ဆောက်ဖို့တဲ့ဆန္ဒပြင်းပြလာတယ်ဒါအခန်းငယ်1ကနေ3မှာဒါလေးပေါ်ပြထားတယ်အခန်းငယ်4ကနေ7ကတော့ဘုရားခင်ဒါဝိဒ်နဲ့ပြည်ရင်ပြုတဲ့အကြောင်းပေါ်ပြထားတယ်အခန်းငယ်18ကနေ29ကတော့ဘုရားသခင်ပြည်ရင်ပြုတဲ့ပုံမှာဒါဝိဒ်ကပြန်ပြီးတုံ့ပြန်ပြီးတော့ဒါချီးမွမ်းခြင်းလည်းပြောလို့ရတယ်ဒါဆုတောင်းခြင်းလည်းပြောလို့ရတယ်ဆိုတော့အဲ့ဒီအပိုင်း3ပိုင်းကိုကျွန်တော်တို့ဒီမှာတွေ့ရပါတယ်လို့ဆိုတော့ပဋိညာဉ်ပြုခြင်းလို့ပြောတဲ့အခါမှာကျွန်တော်အခန်းကြီး9ကိုမသွားခင်လေးမှာကျွန်တော်တို့ဘုရားသခင်ကပဋိညာဉ်ပြုတဲ့ဘုရားသခင်ဖြစ်တယ်ဒါဝိဒ်တယောက်တည်းကိုတော့ပဋိညာဉ်ပြုတာမဟုတ်
သူကာလဆက်ဆက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်သူလူများစွာနဲ့သူပြင်ပြတယ်ဒီမှာတော့9ခုပဲကျွန်တော်ဒီမှာဖော်ပြထားတယ်ပေါ့လေနော်ဒါအဓိကအနေနဲ့လည်းအများစုခံယူကြတာဖြစ်တယ်ပို့ပြီးတော့ထင်ရှားတယ်လို့လည်းပြောလို့ရပါတော့ဒီထက်ပို့ပြီးတော့10ခုထိတချို့တွေကလည်းပြောကြတယ်တချို့တွေဆိုလို့ရှိရင်ဒါ18ဥယျာဉ်တွေကစပြီးတော့ဒါ Adamic Covenant ဆိုပြီးတော့ဒါပြောကြတယ်ဒါပေါ့ Adamic Covenant ဆိုပြီးတော့ Adam နဲ့ပြုတဲ့ Covenant ဒီလိုမျိုးပြောကြတယ်ပြီးတော့မှဒါနောက်ထပ် Covenant တခုကဒါမြေကြီးသူတို့ဒီခါနန်ပြည်နဲ့ဆိုင်တဲ့ Covenant တခုရှိတယ်Palestinian Covenant လို့ခေါ်တယ်အဲ့ဒီဟာလည်းပြောကြတယ်ဆိုတော့ဒါပေမဲ့ဒီမှာတော့အဓိကအများဆုံးပေါ်ပြကြတဲ့9ခုပေါ့နော် Noah Covenant ဒါတော့ကျွန်တော်အားလုံးရင်းနေကြကျွန်တော်အောက်မှာကျမ်းညွှန်းတွေပါကျွန်တော်ပေါ်ပြထားပေးတယ်အဲ့ဒီဗဒိန်ကြီးနဲ့ဆိုင်တဲ့ကျမ်းညွှန်းတွေပေါ့နော်ဆိုတော့ဒါဂျီလောမိုးပြီးရနောက်မှာဘုရားခင် Noah နဲ့ဗဒိန်ကြီးပြတာအာဗြဟံဒါတော့အရန်နာမည်ကြီးတယ်လူမျိုးကြီးဖြစ်စေမယ်ဆိုတဲ့ဟာနော်ဒီအခန်းကြီး7အခန်းကြီး15အခန်းကြီး19ကဘာဦးကျမ်းတွေမှာကျွန်တော်တွေ့ရလိမ့်မယ်ပြီးတော့မောရှေကတောင်ပေါ်မှာဘုရားခင်ပေးတယ်ရတယ်ဒါသူ့ရဲ့ covenant Mosaic covenant လို့ခေါ်တာပေါ့နော်ဒါဝိဒ်နဲ့ပြုတဲ့ covenant ဒါအခုအခန်းကြီး9မှာကျွန်တော်တွေ့ရမယ် covenant ဖြစ်တယ်နောက်ဆုံး covenant ကဗြိဉ္ဉ်တရားသစ်ဒါယေရမိအနာဂတ်ကျမ်းမာတွေကဘုရားသခင်ကပေးထားခဲ့တဲ့ covenant ဖြစ်တယ်ဆိုတော့covenant လို့ပြောတဲ့အခါမှာဗြိဉ္ဉ်ပေါ့နော်မြန်မာလိုကတော့ဒါကျွန်တော်တို့ဘုရားသခင်ကဒါအမြဲတမ်းသူကသူ့ရဲ့လူတွေနဲ့သူ့ရဲ့ဂျုံတွေနဲ့သူကဗြိဉ္ဉ်ပြုတဲ့ဘုရားသခင်ဖြစ်တဲ့အခါမှာအခုဒါဝိဒ်နဲ့လည်းဗြိဉ္ဉ်ပြုတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အခန်းကြီး9လေးကိုကျွန်တော်တို့နည်းလေးဝင်ကြည့်ရအောင်ဆိုတော့ဘုရားသခင်ကဒါဝိဒ်ကိုရန်သူတွေကိုအောင်ရတဲ့ခွင့်ကိုပေးတယ်လို့ဒီမှာအစချီထားတယ်အခန်းကြီး9မှာနော်ဆိုတော့ရန်သူလက်တွေကနေဘုရားသခင်ကယ်တော့ကြောင့်ဒါဝိဒ်ရဲ့အသက်တာကဒါငြိမ်းချမ်းတဲ့အခွင့်ရတယ်ပေါ့လေဆိုတော့ဒါဝိဒ်ရဲ့ဘဝကိုကြည့်လို့ရှိရင်10နှစ်ကျော်လောက်မှာသူ့ဘဝမှာအန်ဒီရဲ့အမျိုးမျိုးအတွေ့အကြုံမျိုးမျိုးနဲ့သူကြုံခဲ့ရတယ်10နှစ်ကျော်လို့ကျွန်တော်ဘာကြောင့်ပြောလဲဆိုတော့သူရှောလူတည်ပြီးနောက်မှာ9နှစ်ခွဲသူစောင့်ရတယ်လေမတိုင်ခင်ရှောလူရန်ကပြေးရတာဒါနောက်တစ်နှစ်တကြာအောင်မယ်ဆိုတော့ပြန်မြချင်း10နှစ်ပေါ့ဗျာဒါခံမှန်းတာပေါ့နော်10နှစ်ကျော်လောက်ကိုသူ့ဘဝပြေးရလွှားရနော်ကြုံရကြိုက်ရဒါသူ့တိုးထင်းဘဝဆိုဘာထက်ထွက်လို့ရှင်ဒါမနေဘူးလေနှစ်တည်းအမျိုးမျိုးသူ့ရဲ့ life မှာတီးခံခြင်းတွေလည်းသူဖြတ်ကျော်ခဲ့ရတယ်အဲ့ဒါတွေကြော်ဖြတ်လာပြီးတဲ့နောက်ပိုင်းမှာဘုရားခင်အခုသူ့တတ်တာချင်းခွင့်ပေးတယ်ဒါကြောင့်မလို့အခန်းငယ်1မှာပြောထားတယ်နော်အရရတို့၌ရှိသောရန်သူအပေါင်းတို့မှာကယ်လွတ်တော်မူသောဂျေဇုလို့ပြောတယ်ဆိုတော့ရန်သူတွေရန်ကနေငြိမ်းတယ်ပေါ့နော်ရှောလူရန်ကငြိမ်းပြီးသူ့ကိုတတ်ဖို့ကြံတဲ့သူတွေအားလုံးရဲ့ရန်ကငြိမ်းတယ်ဆိုတော့တွေ့ရတယ်ဆိုတော့အခုတော့သူကယေရုရှလင်မှာဒါနန်းတော်ကြီးအာရစ်တသားနော်ကျွန်တော်တို့အခန်းငယ်9မှာဒါဟိရန်ကပို့လိုက်တဲ့တစ်သားတွေနဲ့ဒါတူရူမင်းကပို့လိုက်တဲ့တစ်သားတွေနဲ့စောက်ထားတဲ့တကယ်ရှယ်နန်းတော်မှာသူနေရတဲ့အချိန်မှာဒါဝိဒ်ကဘာလို့သွားမြင်လဲဆိုဘုရားသခင်တစ်တာတော့ထားတဲ့နေရာလေးကိုသွားမြင်ဘုရားသခင်တစ်တာတော့ဘယ်မှာထားလဲဆိုတော့အခန်းကြီး6မှာသူကတဲထဲမှာထားတာဟုတ်သူတဲကိုထားပြင်ထားပြီးတော့ဒါဝိဒ်ကဒီတဲလာလေဘာလာမျိုးပါနေပေါ့နော်ဆိုတော့အဲ့ဒါကိုသွားမြင်တဲ့အခါမှာဒါဝိဒ်ကစဉ်းစားမိတယ်ဘယ်လိုစဉ်းစားလဲဆိုတော့လူဖြစ်တဲ့ငါလိုမျိုးလူကတော့ပေါ့နော်ခန္ဓာကောင်းမွန်တဲ့ဒီလိုနန်းတော်ကြီးမှာနေရတာငါပေါ်မှာကောင်းမြတ်တဲ့ဘုရားငါ့ကိုချီးမြှောက်တဲ့ဘုရားအမြင့်ဆုံးသောဘုရားကျင်းဝတ်တဲ့ဒါနာမတော်နဲ့ဆိုင်တဲ့တစ်တာတော်ကဘာကြောင့်မလို့တဲနေပဲနေရမှာလဲဆိုတဲ့အတွေးကိုသူဝင်လာတာဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဒါနဲ့ပဲသူကဘာလုပ်လဲဆိုတော့ဘုရားသခင်ရဲ့တစ်တာတော်ငါတခုခုတော့လုပ်ပေးရမယ်ဆိုတဲ့အကြံကိုသူက prophet နာသန်တော့ပြောကြတယ်ဆိုတော့နာသန်ကအဲ့ချိန်မှာ prophet ဖြစ်တယ်ဆိုတော့နာသန်ကလည်းဒါဝိဒ်ပြောတာကိုဘာပြန်ပြောလဲဆိုတော့ဒါဝိဒ်နဲ့အတူဘုရားသခင်ရှိတာကိုနာသန်ကသိတယ်ဆိုတော့ဆန္ဒရှိတဲ့အတိုင်းလုပ်ပါဘောနော်ဘာကြောင့်လဲဆိုလို့ရှိရင်ဘုရားသခင်အရှင်မင်းကြီးနဲ့အတူရှိတယ်ဒါသူဒါမျိုးပြောတယ်ဆိုတော့နောက်ပြီးတော့နာသန်ကလည်းဒီကြံကိုသူလည်းသဘောတူပုံရတယ်ပေါ့နော်ဒါအရန်ကောင်းတဲ့အကြံ the prophet လေဘုရားခင်ရဲ့လူလေနော်ဒါဘုရားခင်အဖို့လုံငါဒါလုပ်မယ်ဆိုတော့နာသန်ကလည်းဒါသဘောတူတယ်ဆိုတော့အဲ့ဒီညမှာပဲတဲ့နာသန်ကြီးကိုဘုရားသခင်စီရဲ့စကားပြန်လာတယ်ဒါဝိဒ်ကနာသန်ကိုပြောလိုက်ပြီးတော့မှ
ဒါပြန်သွားတဲ့နေညမှာပဲပေါ့နော်ဖျားတယ်ဘာပြောလဲဆိုလို့ရှိရင်ငါကျွန်ဒါဝိတ်ကိုသွားပြောလိုက်တဲ့ငါတောက်လျှောက်လုံးငါတင်းနေပဲနေခဲ့တာတဲ့ဘယ်ချိန်တည်းကလဲဆိုလို့ရှိရင်ဒါဣသရေလလူမျိုးဒါအခုတူပြန်နေသူပြန်တော့ခဲ့တဲ့အချိန်ကနေစပြီးတော့တောက်လျှောက်ဖျားခင်ကတင်းနေပဲနေခဲ့တယ်လို့ပြောတယ်နောက်ပြီးတော့မှအဲ့ဒီဣသရေလလူမျိုးကိုကယ်ထုတ်လာခဲ့ပြီးအခုဒါဝိတ်ပြောတဲ့အချိန်တောက်လျှောက်ပေါ့နော်ဒါဝိတ်ကဒုတိယဘုရင်ပေါ့နော်ဒါမတိုင်ခင်ရှောလူမတိုင်ခင်တော့တရားသူကြီးတယ်ရှမွေလကနောက်ဆုံးတရားသူကြီးဖြစ်တယ်ဆိုအဲ့ဒီကာလတစ်လျှောက်လုံးပါလေတဲ့မင်းတို့ငါအတွက်ဘာလို့အိမ်မဆောက်ပေးတာလဲဆိုဘုရားသခင်ထားမှမမေးဘူးလို့ပြောတယ်ဒါပေမဲ့အခုတော့ဒါဝိတ်ကဒီလိုမျိုးမေးတယ်ဒီလိုမျိုးကြံစီတယ်ဒီလိုမျိုးဆန္ဒရှိလာတယ်ဘုရားသခင်အတွက်အိမ်တော်ဆောက်ဖို့အတွက်ဆိုတော့ဆန္ဒရှိလာတဲ့ခါမှာဘုရားခင်ဘာဆက်ပြောလဲဆိုလို့ရှိရင်ဒါဝိတ်တဲ့ငါမင်းကိုတိုးချန်တဲ့ကနေတိုးထင်းနေရာကနေငါဆောင်ပြီးတော့ငါလူမျိုးအတွက်ဣသရေလလူမျိုးအတွက်ဘုရင်ဖြစ်ဖို့အတွက်ငါခံထားခဲ့တယ်နောက်ပြီးတော့မင်းသွားတဲ့နေရာမှန်သမျှမှာလည်းငါအတူရှိတယ်မင်းရဲ့ရန်သူတွေကိုလည်းငါဖျက်ဆီးပေးတယ်အခုမင်းရဲ့နာမည်မင်းရဲ့နာမကိုမြေကြီးပေါ်မှာရှိတဲ့နာမတွေတခြားဘုရင်တွေနာမည်အကျဉ်းကြီးလို့မင်းရဲ့နာမည်ကိုလည်းငါအဲ့တိုင်းပဲငါချီးမြှောက်မယ်လို့ဒါဝိတ်ကိုဘုရားသခင်ကပြောတယ်ဒါနာသန်အပြင်ဘုရားသခင်ပြောတဲ့စကားပြီးတော့မှငါရဲ့လူမျိုးဣသရေလအတွက်လည်းဘယ်တော့မှမနှောက်ယှက်ခံရတဲ့နေရာကိုပြင်ဆင်ပေးမယ်လို့ပြောတယ်ဆိုတော့ဒီအနေပြုတဲ့သူတွေပေါ့နော်ဒါစိုးညစ်တဲ့သူတွေဘယ်တော့မှထပ်ပြီးမဖိနေရတော့ဘူးငါရဲ့လူမျိုးဒါဣသရေလလူမျိုးကိုဒါရန်သူတွေရဲ့ဘေးကနေလွန်ငင်းခွင့်ပေးမယ်လို့ဘုရားသခင်ကဒါဝိတ်ကိုပြောတယ်ပြီးတော့မှနောက်ဘာဆက်ပြောလဲဆိုလို့ရှိရင်မင်းတည်သွားခဲ့ရင်တော့မှအချိန်စီပြီးတော့တက်တန်းစီပြီးမင်းတည်သွားခဲ့ရင်တော့မှမင်းရဲ့သားအရင်ကိုငါဆက်ပြီးချီးမြှောက်အောင်မယ်ပြီးတော့မှမင်းရဲ့နိုင်ငံကိုငါအဲ့ဒီသားကိုဆက်ပြီးအုပ်ချုပ်စေမယ်အဲ့ဒီသားကငါအတွက်အိမ်ဆောက်ပေးလိမ့်မယ်လို့ဘုရားခင်ပြောတယ်ဆိုတော့အဲ့ဒီသားရဲ့ထီးနှန်းကိုလည်းငါမြဲမြံစေမယ်အဲ့ဒီသားနဲ့ဘုရားသခင်နဲ့ကတားအဖလိုပဲဆက်ဆံမယ်လို့ဘုရားခင်ပြောတယ်။သူမှားလို့ရှိရင်ငါဆုံးပါမယ်။ဆိုတော့ဒီလက်စကားမျိုးကိုဘုရားခင်သုံးပါတယ်။နောက်ကြတော့မှဘာဆက်ပြောလဲဆိုလို့ရှိရင်ရှောလူလက်ထဲကနေငါရဲ့ဂယုဏကိုနှုတ်တယ်လို့တဲ့။မင်းရဲ့သားကိုငါမလုပ်ဘူးတဲ့။ဒါကိုလည်းဘုရားခင်ဆက်ပြောတယ်။ပြီးတော့မှမင်းရဲ့အမျိုးအနွယ်နဲ့မင်းရဲ့နိုင်ငံကငါရှိမှအစဉ်တည်မယ်။မင်းရဲ့ယာစားပလင်လည်းအစဉ်တည်မယ်လို့ပြောတယ်။ Okay ဆိုတော့ဘုရားသခင်ဒါဝိတ်ကိုပြောတဲ့စကားပေါ့နော်ပဋိညာဉ်ပေါ့ဒီအပြင်ဒီအပိုင်းလေးပိုင်းလေးကိုကျွန်တော်တွေ့ရလိမ့်မယ်။အခုနကဒီအခန်းငယ်၄ကနေပြီးတော့မှကျွန်တော်တို့အခန်းငယ်18ပေါ့နော်ပထမတစ်ပိုင်းကဘုရားသခင်ဒါဝိတ်နဲ့ personal ဒါပဋိညာဉ်ပြုတာဖြစ်တယ်ဒါဝိတ်အတွက်မင်းကငါရှင်ဘုရင်နေရာမှာချီးမြှောက်တယ်ပြီးတော့မှကြီးစွာသောဂုဏ်အသရေကိုငါပေးမယ်ဒါဝိတ်နာမည်အခန်းကြီးကျွန်တော်တို့ရှေ့မှာကျွန်တော်တွေ့ရလိမ့်မယ်ဒါဝိတ်ဘုရားသခင်ရဲ့ပဋိညာဉ်ပြည့်စုံခြင်းကြီးစွာသောဂုဏ်အသရေသူရဖို့ဘုရားသခင်ပြင်ဆင်ပေးတယ်ပြီးတော့မှဣသရေလလူမျိုးအတွက်ဘုရားသခင်ကနောက်တစ်ဆင့်ဒါထပ်ပြီးပဋိညာဉ်ပြုတယ်ဆိုတော့မပြောင်းမလဲငြင်းညံ့စေမယ်လို့ဘုရားခင်ပြောတယ်ဣသရေလလူမျိုးရဲ့နိုင်ငံရန်သူမငြင်းစေရဘူးလို့ပြောတယ်โอเคတတိယချက်ကဘာလဲဆိုလို့ရှိရင်ဒါဝိဒ်ရဲ့မျိုးဆက်သူ့ရဲ့သားဒါကျွန်တော်တတိယဆောင်မှာတွေ့ရလိမ့်မယ်ရှောလမုန်သူ့ရဲ့အာဏာကိုတည်မြဲစေတယ်ရှောလမုန်ဘုရားခင်ရှေ့မှာမှားယွင်းတာတောင်မှနိုင်ငံသူ့လက်ထဲမှာမနှုတ်ဘုရားခင်ဘာကြောင့်လဲဆိုဒီပဋိညာဉ်ကြောင့်ဖြစ်တယ်ကျွန်တော်ဓမ္မရာဇဝင်တတိယဆောင်မှာတွေ့ရလိမ့်မယ်ဘာကြောင့်လဲဆိုတော့မင်းသားရဲ့ထီးနဲ့ငါရှိမှအစဉ်တည်မယ်လို့သူကပြောတာဘုရားခင်ဒါဝိဒ်နဲ့ပြုခဲ့ပြီးတဲ့ပဋိညာဉ်ဖြစ်တယ်ပြီးတော့မှဒါဝိဒ်ရဲ့ယာဇပလင်အစဉ်အမြဲတည်မယ်တနည်းအားဖြင့်ဒါဝိဒ်ကတော့သေသွားမှာပဲအချိန်စေ့လို့ရှိရင်သူကသေမှာပဲလေ
ဒါပေမဲ့သူ့ရဲ့မျိုးဆက်ထီးနှံဘယ်တော့မှမပြတ်ဘူးအဲ့ဒါကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒါဝိဒ်ကြီးစွာသောဂုဏ်သည်ခံစားရလားဒီနေ့ထိခံစားရတယ်ခံစားကျွန်တော်တို့ဒီ City of David ဆိုတာအခုကျွန်တော်ပြီးခဲ့တဲ့ဟိုစားမှာတော့ကျွန်တော်ပြခဲ့တယ်ဒီ Jerusalem အခုတည်းရှိတယ် City of David ဆိုတာပြီးတော့မှကျွန်တော်တို့ Israel ရဲ့အလံကိုကြည့်လို့ရှိရင် David Star ကိုတွေ့ရလိမ့်မယ် Triangle နှစ်ခုကိုအပေါ်အောက်ဒါချိတ်ထားတယ်ပေါ့ဒါ6မြောင်ကျယ်လို့ဖြစ်သွားတာပေါ့နော်အဲ့ဒါ David Star ဖြစ်တယ်တော့ကျမ်းစာထဲမှာတော့အဲ့ Star အကြောင်းတော့မပြောထားဘူးဒါသူတို့ကဒါ tradition ရသူတို့ခံပြီးဆိုတော့ဒီ Star ကိုသူတို့က David Star ကိုသူတို့ရဲ့အလံမှာဒါနိုင်ငံတော်အလံထဲမှာထည့်ချိတ်ထားတယ်ဆိုကျွန်တော်တွေ့ရတယ်ဒီရမယ်ဒီချိန်ကြီးဒါဝိဒ်ကိုဒါဝိဒ်ကတကယ်ကိုဟို Israel လူမျိုး Israel တွေရဲ့တကယ်ကိုဟိုပြောမှာမှန်ရရှိနေတဲ့နေရာထဲမှာသူရှိနေတာသမိုင်းဝင်ဒါခေါင်းဆောင်ကြီးဒီလိုမျိုးပြောလို့ရတယ်ဒါဖះအခုတက်တိဣသရေလလူမျိုးတွေရဲ့ဒါဖះခင်ပြုထားတဲ့ပဋိညာဉ်ပေါ့နော်ဒါမင်းရဲ့လူမျိုးဒါဣသရေလလူမျိုးမပြောင်းမလဲမြဲမြံစေမယ်ဆိုတဲ့အရာကဒီနေ့ထိတန်အောင်တည်နေဆိုတော့ကျွန်တော်တွေ့ရတယ်ဒါ Israel ရဲ့အခုလက်ရှိအခြေအနေကိုအစားကျွန်တော်တို့ကျွန်တော်ကြည့်လို့ရှင်ကျွန်တော်တွေ့နိုင်တယ်ဒီလောက်နိုင်ငံသင်းလေးကတော့ဘေးနားမှာရန်သူပတ်လေဝိုင်းနေတာကိုဘယ်လောက်ထိဖျားခင် sustain လုပ်ထားလဲဆိုတာဒါကြည့်လို့ရှင်ဒါအရန်ကိုအားဟုတ်ကောင်းတယ်ဖျားခင်ဒါဝိဒ်နဲ့ပြုတ်ခဲ့တဲ့ပဋိညာဉ်ကိုကျွန်တော်တို့တွေ့ရတယ်ဒါမျိုးဆက်ဒါသူ့ရဲ့ဒါဝိဒ်ရဲ့သားစဉ်မြေးဆက်ပေါ့နော်ဒါဝိဒ်ရဲ့ရာဇပလင်ဒါကိုကျွန်တော်တို့ဖျားခင်ပဋိညာဉ်ပြုတ်ခဲ့တဲ့အကြောင်းကိုတွေ့ရတယ်ဆိုတော့ဒီလိုဖျားခင်ကဒါဝိဒ်ကိုပြောတဲ့အခါမှာဒါဝိဒ်ဘာဖြစ်သွားလဲနာသန်စီကနေဘုရားသခင်ရဲ့စကားကိုဒါဝိဒ်ပြန်ကြားတဲ့အခါမှာဘုရားသခင်ရှိတော်မှာဒါဝိဒ်သွားထိုင်တယ်အဲ့ဒီစကားလေးကိုကျွန်တော်သဘောကျတယ်ဒီမှာမှတ်တမ်းတင်ထားတဲ့ဟာလေးပေါ့နော်ထိုအခါဒါဝိဒ်မင်းကြီးသည်အထဲသို့ဝင်၍ထာဝရဘုရားရှိတော်၌ထိုင်နေလေရတယ်သူ့အတွက်ကိုနှလုံးရက်သွားလောက်အောင်ကိုဟိုကြားရတဲ့တည်င်းမျိုးဖြစ်အောင်အသက်ရှူမသွားလောက်ငါအတွက်ငါလူမျိုးငါနိုင်ငံအတွက်ငါရဲ့မျိုးဆက်အတွက်ငါရဲ့ထီးနှံကဘယ်တော့မှမပြောက်တော့ဘူးဝါဒီစကားကြတော့ဒါဝိဒ်ဖင်ထိုင်ကြသွားတယ်ဘုရားခင်ရှိတော်မှာသွားထိုင်နေရကျွန်တော်စဉ်းစားချက်ချင်းတော့သူစကားပြောနိုင်မှာမသိဒီအကြောင်းကိုကြားရတယ်တော့ကျွန်တော်ချက်ချင်းဘာပြောမှန်းတော့သိတော့မဟုတ်ဒီလောက်ကြီးတဲ့အာကြီးကိုနားနဲ့မဆန်းလောက်ကြားတဲ့ဟာကြီးဘယ်လိုတော့ပြန်ပြောအောင်မလို့သိမှာပေါ့အဲ့တော့ဒါဝိဒ်ကဘုရားသခင်ရှေ့မှာသူဘာပြောလဲဆိုလို့ရှင်ဘုရားသခင်နဲ့ကျွန်တော်ကဘာသူမို့လို့လဲ Who am I ပေါ့ကျွန်တော်ကဘာသူမို့လို့လဲကျွန်တော်အမျိုးကဘာမျိုးမလို့ဒီလောက်ထိတော့ဘုရားသခင်ကကျေးဇူးပြုတာလဲဒီစကားလေးကိုပြောတယ်ဆိုတော့အခုဒီအခန်းကြီးခုနှစ်ဘုရားခင်ပြုတဲ့ပဋိညာဉ်မတိုင်ခင်မှာဘုရားခင်သူ့အတွက်လှုပ်ပေးထားတဲ့ကျေးဇူးတွေတော့အကြီးဖြစ်နေပြီရန်သူလက်ကနေဘုရားခင်ကယ်လွတ်တယ်ရှင်ဘုရင်ရာမှာဘုရားခင်ချီးမြှောက်တယ်ဒါတွေအောင်သူ့အတွက်အကြီးဖြစ်နေသူငကိုတော့သူ့အကြောင်းသားပဲရှိတာလေအခုတော့တနိုင်ငံလုံးကိုအုပ်ချုပ်ရတဲ့သူ့နိုင်ငံဆိုတဲ့အခါမှာဒါနေရနိုင်ငံပေါ့ဘုရားသခင်ရဲ့လူမျိုးတော်ရဲ့နိုင်ငံဖြစ်တယ်အဲ့နိုင်ငံသူအုပ်ချုပ်ရတာဖြစ်တယ်ဆိုတော့ဘုရားသခင်နဲ့အဲ့ဒီလူမျိုးပြုတဲ့ကျေးဇူးကိုတေးသေးလို့မြင်လို့ကျွန်တော်ကိုသားစဉ်မြေးဆက်ဒီဘုရားသခင်ကောင်းချီးပေးတာလားဒါသူပြောတဲ့စကားဖြစ်တယ်ဘုရားသခင်ကျွန်တော်ကိုမတိုင်ခင်တော့ပြုခဲ့တဲ့ကျေးဇူးကကိုကတေးသေးလေးလို့ထင်တာလားဒီမှာဒါဝိဒ်ပြောတဲ့စကားလေးပေါ့နော်တာမညကျေးဇူးဟုထင်မှတ်တော်ကြအောင်လို့သူပြောတယ်ဒါအရန်နဲတယ်အရန်ရိုးတယ်လို့ဘုရားသခင်ထင်လို့ကျွန်တော်ကိုဒီလိုမျိုးပေးတာလားတဲ့လူတွေဆိုလို့ရှင်ဒါမျိုးမလုပ်ဘူးတဲ့ဘယ်သူမှဒီလိုမျိုးကျေးဇူးမပြုဘူးပြောကြတာဒါဘုရားသခင်ပဲလုပ်တယ်လို့သူကဒီမှာဖော်ပြတယ်ဆိုတော့ကျွန်တော်သိရတယ်ဒါကြောင့်မလို့သူအောက်မှာဆက်ကြည့်လို့ကြည့်ရှင်ဘာပြရလဲဆိုလို့ရှင်ဘ
ဖျားခင်ကိုရောကဲဆိုတော့ဖျားဘယ်ဖျားမှမရှိပါဘူးဒါကိုသူပြောတယ်ဣသရေလလူမျိုးလိုမျိုးဖျားခင်ရဲ့လူမျိုးလိုမျိုးဘယ်လူမျိုးမှလည်းမရှိဘူးတနည်းအားဖြင့်ဖျားခင်ရဲ့ဂယုဏဖျားခင်ရဲ့ကျေးဇူးကိုခံစားရတဲ့ဣသရေလလူမျိုးတခြားလူမျိုးမရှိဘူးဒါကိုဖျားခင်ရှိမှသူပြောတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဖျားခင်ရဲ့နာမအတွက်နော်ကိုယ်တိုင်ဖျားခင်ကိုယ်တိုင်ထွက်ပြီးတော့ကဲတင်ပြီးတော့အံပွဲနမိတ်လက္ခဏာတွေပြုပြီးတော့နော်ဒီအီဂျစ်တွေအရှိမသူတို့ရဲ့ဖျားတွေအရှိမဒါအားလုံးကိုနှိမ်နှင်းပြီးတော့နှင်ထုတ်ပြီးတော့ကဲတင်ခဲ့တဲ့ဒီဣသရေလနိုင်ငံလိုမျိုးမြေကြီးပေါ်ဘယ်နိုင်ငံမှမရှိဘူးဒါသူဖျားခင်ရှိမှရှိမှန်းတဲ့စကားဖြစ်တယ်ဆိုတော့အခုလည်းဖျားခင်ကဒါဣသရေလလူမျိုးကိုဖျားခင်ပိုင်တဲ့လူမျိုးတော်အဖြစ်ထာဝရကာလအတွက်ကိုမြဲမြံစေတယ်ဆိုတော့ဒါဝိပါဆက်ပြောလဲဆိုလို့ရှိရင်ကိုရောနာမှာကြီးမြတ်ဖို့အတွက်ဖျားခင်ဂတိထားတဲ့အတိုင်းကိုရောကျွန်တဲ့မိသားစုပေါ်မှာပြုပါဒါဆိုလို့ရှိရင်လူတွေကပြောကြလိမ့်မယ်ဖျားခင်ကဣသရေလလူမျိုးရဲ့အထက်မှာရှိတယ်ဖျားခင်ကဣသရေလလူမျိုးနဲ့အတူရှိတယ်လို့ပြောကြပါလိမ့်မယ်ကျွန်တော်ရဲ့ဒါအိမ်ကလည်းဒါကျွန်တော်အိမ်ဆိုတာသူ့ရဲ့မျိုးဆက်ပေါ့နော်သူ့ရဲ့နန်းကလည်းဖျားခင်ရှေ့မှာမြင်မြန်ပါလိမ့်မယ်တဲ့ဆိုတော့ဖျားခင်ကျွန်တော်ကိုဂတိပေးရတဲ့ကြောင့်လို့ဒီစုကိုသူတောင်းတယ်ဖျားခင်ဂတိထားတဲ့အတိုင်းအဲ့ဂတိတော်ပြည့်စုံပါစေဆိုတော့ဒါဝိဒ်ကဆုတောင်းတဲ့ဒါကိုကျွန်တော်တွေ့ရတယ်โอเคဆိုတော့ဒါကျွန်တော်အခန်းကြီး9မှာဒါဝိဒ်ဖျားခင်ပေါ်မှာရှိတဲ့နှလုံးသားနဲ့အတူဖျားသခင်ရဲ့ဒါဝိဒ်ပေါ်မှာပြုတဲ့ဂျေဇုအခုကျွန်တော်တို့ဒါတွေ့ရခြင်းဖြစ်တယ်လို့โอเคဆိုတော့နောက်တစ်ခါမတော့ခင်မှာကျွန်တော်ဒီအခန်းလေးကိုကျွန်တော်တို့ဆက်ပြီးစီစဉ်ကြည့်ကြမယ်ဒီအခန်းမှာ keywords တွေနဲ့ကျွန်တော်တို့ဘယ်အပိုက်ကိုကျွန်တော်တို့ keywords ကိုကျွန်တော်တို့မြင်ကြလဲ16လို့မြင်နေဆရာတခြားတော့ရှိကြသေးလားအာဦးလက်ကြည့်တော့အာဦးမေးကြည့်လိုက်အောင်73လားဆရာ73 okay 20ဆရာ2020မဟုတ်ရင်16都မဟုတ်ရင်8都မဟုတ်16တော့ဒီအင်းပြောတာမားလို့ကျွန်တော်တို့လိုက်မေးတာတော့မဟုတ်ဘူးမတူတာရှိလားမတူတာရှိလားလို့မေးကြည့်တာမဟုတ် okay အခုပြောတာလေဒါကျွန်တော်သဘောတူပါတယ်73မှာเนาะဒါထိုသားသည်ငါ၏နာမကိုအိမ်ဆောက်လိမ့်မည်သူထိုင်သောရာဇပလင်ကိုငါအစင်မြဲငါတည်နေမည်ဆိုတဲ့ဟာလေเนาะ okay 20ကတော့Yeah, me John. Okay. Yeah. ကျွန်တော်ကတော့ငယ်16ပေါ့နော်ငယ်16ဒါ keywords နဲ့ကျွန်တော်မြင်ပါတယ်တင်းဤမျိုးနွယ်နဲ့တင်းဤနိုင်ငံဒီငါအရှိမအစင်မြဲတည်လိမ့်မည်တင်းဤရာဇပလင်ဒီလည်းအစင်မြဲတည်လိမ့်မည်ငါကျွန်တော်ဒါဝိတ်အားပြောလို့မင်းတော့ဒါနာသန်နောက်ဆုံးပြောတဲ့စကားလေးဖြစ်တယ်ဒါဝိတ်ရဲ့အမျိုးနွယ်ဒါဝိတ်ရဲ့နိုင်ငံအားလုံးသူ့ရဲ့ရာဇပလင်အကုန်အစင်မြဲတည်မယ်ဘုရားခင်ရှိမှာဆိုတော့ဒါလေးဖော်ပြထားတာတွေ့ရပါတယ်လို့နော်ယေရှုတင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအခုနစင်ကြင်တော့အခန်းကြီး9မှာမိကုန်းလေးတချို့ကျွန်တော်ပြင်ဆင်ထားပါတယ်ကျွန်တော်ဒီဖြည့်ကြည့်အောင်ဘုရားခင်ကဒါဝိဒ်အိမ်တော်စောက်ချင်တဲ့အကြံစီကိုသဘောတူလားမတူဆရာမတူတယ်တူသလိုရှိတာမတူလားအားလုံးမတူကြဘူးဘာလို့ဒါဝိဒ်ကလူတွေရမ်းပတ်တော့လေဘုရားသခင်ကမင်းလက်နဲ့ဆောက်လို့မရဘူးလို့ကျမ်းစာတစ်ခုမှပြောထားတယ်လေနောက်ဟုတ်တယ်ဒါမှဒီမှာမေးတာဘုရားခင်ကဒါဝိဒ်အိမ်တော်စောက်ချင်တဲ့အကြံစီကိုသဘောတူလားသဘောတူတယ်ဘုရားခင်ကဒါဝိဒ်ကိုအိမ်စောက်ခွင့်ပေးလားလို့မေးတာမဟုတ်နဲ့ဒါဝိဒ်အိမ်စောက်ဘုရားခင်အိမ်တော်ကိုစောက်ချင်တဲ့ဆန္ဒကိုဘုရားခင်သဘောတူလားသဘောတူတယ်ပါတယ်တူတယ်ဒါပေမဲ့အခုနော်ဆရာတူပါရဲ့ဟုတ်ကဲ့နော်
ဒါရုပ်တရက်ဆိုမျိုးကြည့်တာသူ့ကိုမဆောက်ခိုင်းဘူးဆိုတယ်မှန်းတယ်ဟုတ်တယ်ဒါဝိတ်ကိုမဆောက်ခိုင်းဘူးလေနော်ဒါဝိတ်မဆောက်ခိုင်းတော့ဆိုတော့ဖျားခင်ဒါဝိတ်ကိုပဲမဆောက်ခိုင်းတယ်ဒါပေမဲ့အင်းဆောက်ဖို့အတွက်ဆန္ဒကိုဖျားခင်ညင်းပေးတာတော့မဟုတ်ဒါလေးကျွန်တော်ပြရတယ်ဆိုတော့ဒီမှာပထမဆုံးဖျားခင်ပြန်မေးတဲ့စကားလေးပေါ့နော်နာသန်ကိုဒါဝိတ်ကပြောပြလိုက်တဲ့အခါမှာဖျားခင်ကပြန်ပြောလဲဆိုတော့ထာဝရဘုရားမိန့်တော်မူသည်ကအခန်းငယ်9နော်သင်သည်ငါနေစရာဖို့အိမ်ကိုစောက်ရမည်တော့ Are you the one who will build the house for me မြေငါ့အိမ်ကိုစောက်မှာလားပေါ့လေနော်ဒီနေ့အဖြစ်ဖျားခင်ကဒီနေရာမှာဒါဝိဒ်ကိုပြောတာကငါလူဆောက်ပြီးတဲ့အိမ်မှာငါနေလို့ရပါမလားဖျားခင်ကအရန်ကြီးမြတ်တဲ့ဖျားဖြစ်တယ်လေနော်ဒီနေ့အဖြစ်လူဆောက်တဲ့အိမ်မှာသူ့ရဲ့ကြီးမြတ်ခြင်းကနောက်ဆုံးထားလိုက်ပါတော့ရှောနမုန်ဆောက်တဲ့ဘိမှန်တော့အရန်ခမ်းနားတယ်ကြီးကျယ်တယ်ဒါပေမဲ့အဲ့ကြီးကျယ်မြင့်မြတ်ခြင်းခမ်းနားခြင်းကဘုရားသခင်ခမ်းနားခြင်းကြီးကျယ်ခြင်းမြင့်မြတ်ခြင်းကိုဘယ်လိုမှီပါမလားဒါလေးကိုဘုရားသခင်ကပြောနေတာဖြစ်ဒါပေမဲ့ဒါဘုရားသခင်ညင်းနေတာတော့မဟုတ်ငါအတွက်ဘုရားသခင်ဒါမျိုးပြောမှာနော်ငါဟုတ်လားပေါ့လေဘယ်သူစောက်ပါလဲမင်းစောက်ပါလားပေါ့နော်ဆိုတော့လောကမှာဘုရားသခင်နဲ့တန်တဲ့အိမ်ဘယ်လိုသွားဆောက်ပေးလို့ရမလဲ It is impossible ဘယ်လိုမှမဆောက်ပေးလို့မရနိုင်ဒါပေမဲ့ဘုရားသခင်ကဒါဝိဒ်ရဲ့အကြံစီကိုမငြင်းပယ်ဘူးဆောက်မယ်မင်းတော့ဆောက်လို့မရဘူးဒါမင်းသားလက်ထက်မှာဆောက်မယ်ဆိုတော့ဘုရားသခင်ကဒါဝိဒ်ရဲ့နှလုံးသားပေါ့နော်ဘုရားသခင်နာမကိုချီးမြှောက်ခြင်းနဲ့ဒါဘုရားသခင်တစ်တာတော်ကသူအဓိကစဉ်းစားတာဘုရားငါကတော့ရှယ်နေရပြီးတော့နော်နန်းတော်မှာနေရဘုရားသခင်တစ်တာတော်ဘာကြောင့်တဲလေးပဲနေရတာရွေ့ကြီးမြတ်တဲ့မြင့်မြတ်တဲ့နေရာမှာမရှိသင့်ဘူးလားဆိုတဲ့ idea ဖြစ်တယ်လေနော်ဆိုတော့အဲ့ဒါကိုဘုရားသခင်ကအတိမတ်ပြုတယ်ဒါကြောင့်မလို့ရှောလမုန်လက်ထက်မှာစောက်ခွင့်ဘုရားသခင်ကပေးတာဖြစ်တယ်ဒါကြောင့်ဘုရားသခင်လက်ခံတယ်လို့ပြောလို့ရတယ်ဒါဆိုလို့ရှိရင်ရှောလမုန်ကနောက်ပိုင်းမှာဒါတတိယဆောင်မှာကျွန်တော်တွေ့ရအောင်နော်ရှောလမုန်ကဗိမာန်တော်ကိုစောက်တဲ့သူစောက်ခွင့်ရတဲ့သူလို့ကျွန်တော်တို့ပြောပေမဲ့ဒါဝိဒ်ကအစာပြုတဲ့သူလို့ကျွန်တော်တို့ဆိုအောင်မှာဖြစ်တယ်ရှောလမုန်စတာမဟုတ် This is started with David ဒါဝိဒ်ရဲ့အကြံစီဖြစ်တယ်ပြည့်စုံသွားစီတာကဒါရှောလမုန်ဖြစ်တယ်အကောင့်ထဲပေါ်လိုက်တယ်ပဲပြောကြပါစို့ဆိုတော့ဒါဝိဒ်က foundation ဖြစ်တယ်ဆိုတော့ဒီအိမ်တော်ဆောက်ခြင်းမှာကျွန်တော်ကြည့်လို့ရှိရင်တားဖားနှစ်ယောက်ရဲ့ project ကိုကျွန်တော်တွေ့ရတယ်။See အဖေက foundation ကိုလုပ်ပေးခဲ့တယ်။ဒါတားဖြစ်တဲ့သူကဒါကိုအပြီးသက်သူလုပ်ရတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဆိုတော့ကျွန်တော်ဒါလေးကိုဆင်ခြင်မိရင်လည်းမနေ့ပြန်လဲကျွန်တော် Father's Day လေနော်။ဒါအဖေတွေကဒါသားသမီးတွေအမြဲတမ်း foundation တွေကိုထားပေးခဲ့တယ်မျိုးဆက်ထားပေးခဲ့တယ်။ကျွန်တော်တို့သားသမီးတွေဆိုတော့ကအဖေတွေချထားပေးခဲ့တဲ့ဒါ music ဒီ foundation ပေါ်မှာကျွန်တော်ဆက်ပြီးကျွန်တော်ကြီးထွားသွားတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ဖခင်နေဆိုတာကျွန်တော်အမြဲတမ်းကျွန်တော်ယူသေးရတယ်လေးစားရတယ်လေးမြတ်ရတယ်။ဒါဖခင်ရှိမှာဒါကအလုံးမဒါတင့်တယ်ရလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီအိမ်တော်ဆောက်ခြင်းမှုရမှာလဲဒါဝိဒ်အခုအစာပြုခဲ့ရဲဆိုတော့ကျွန်တော်တို့တွေ့ရတယ်။ဖခင်ကဒါလေးကိုလက်ခံနေဆိုတော့လည်းကျွန်တော်နားလည်လို့ရတယ်လို့နော်။ဒုတိယမေကုန်းလေးကျွန်တော်ကြည့်ကြအောင်ဘုရားခင်ဒါဝိဒ်ကိုဘယ်လောက်ထိကျေးဇူးပြုလဲဒီမှာကျွန်တော်ကြည့်လိုက်ရတဲ့မှာतू ကဟွာလေးဆရာရဲ့သူ့ရဲ့အသက်တာတွေကိုဘုရားကဲမခဲ့တယ်သူ့ရဲ့ရန်သူတွေရှေ့မှာလဲသူ့ကိုဖယ်ရှားပေးတယ်သူ့ရဲ့ဂုဏ်အသရေတွေကိုလည်းဘုရားပေးတယ်အရာရာတိုက်လို့ရှင်တော့ဆရာရဲ့အဲ့ဒီဟို key point ဟို16မှာလို့ပေါ့နော်ဘုရားဒါဝိဒ်နဲ့ပြုတဲ့ပြည်ညင်ကအကြီးမြတ်ဆုံးဖြစ်တယ်ဟုတ်ကဲ့ Okay thank you ကျွန်တော်လည်းပြောပါအောင် thank you ဟုတ်တယ်ဒီမှပါတယ်ဒါဝိဒ်မျိုးဆက်ကနေပြီးတော့သခင်ယေရှုကနေပြီးတော့ဝါဖြစ်လာတာဝါ Okay ဟုတ်ပြီမချူ thank you
အဲ့ဒါကျွန်တော်နောက်ပိုင်းကျွန်တော်တို့ press လုပ်တော့ point နေဖြစ်တယ် okay ဟုတ်တယ်မှန်တယ်နောက်တစ်လောက်ပြောအောင်ဘုရားရှင်ဒါဝိဒ်ကိုဘယ်လောက်ထိကျေးဇူးပြုလဲအမျိုးသားဆိုလို့ကျွန်တော်တွေ့တာကိုစန်းရွှေနဲ့ဆရာတော်နှစ်ယောက်ပဲတွေ့တယ်ဟိုမှာကိုပြတာဝေးမှာရှိတယ်ကိုရတာရှိပါလေဟုတ်ကျွန်တော်အယုတ်တွေ့တာကိုပြောတာလေဗီဒီယိုနဲ့တွေ့တာကိုပြောတာ ဗီဒီယို online ပြီဆရာ thank you thank you ဆရာတော့ sorry ဆရာ ဆရာနောက်တစ်ခေါက်ကလေစဉ်းစားကြည့်တာလေသူတို့ကအရင်တော့ဆိုရင်ဟိုဣသရေလလူမျိုးတွေနေဖို့မြင်မရှိဘူးလေအခုဘုရားသခင်ကအခုဣသရေလနိုင်ငံပေါ့နော်ဒီဟိုတီထောင်လာတဲ့အထိတောင်မှပဲဒါဘုရားရဲ့ကျေးဇူးပြုခြင်းကိုခံရတယ်လို့ကျွန်မထပ်ပြီးတော့လည်းဟိုပြောချင်တာပေါ့နော်ဟုတ်တာပေါ့မှန်ပါတယ် okay ပြောတာဘုရားရှင်ဒါဝိဒ်ကိုဘယ်လောက်ထိကျေးဇူးပြုလဲသူရတာပလင်မှာသူမိမျိုးမပြတ်ဘူးဟုတ်တယ်သူဆိုတော့အားလုံးဟုတ်တယ်လေကျန်းစာတိုင်းပဲเนาะကျွန်တော်အားလုံးကျွန်တော်တို့အတိအကျလေးဖြေသွားကြတယ်ကျေးဇူးတင်တယ်ဆိုတော့ကျွန်တော်စင်ကျင်ကြည့်တဲ့အခါမှာလေဘုရားခင်ဒါဝိဒ်ကိုပြုတဲ့ကျေးဇူးကတော်တော်ကြောက်ဖို့ကောင်းတယ်လို့ပြောလို့ရတော့အခုနကဒါအားလုံးပြောထားတဲ့အတိုင်းပေါ့နော်သူတယောက်တည်းနဲ့မကဘူးသူလူမျိုးသူနိုင်ငံသူ့ရဲ့မျိုးဆက်ဆိုတော့ဘုရားခင်ပြောတဲ့စကားလေးငါ့ကိုချီးမြှောက်တဲ့သူငါချီးမြှောက်မယ်ဆိုရတယ်ဒါဝိဒ်ကဘုရားခင်နာမကိုချီးမြှောက်ခြင်းနဲ့သူဖြစ်တယ်ဘုရားခင်နာမကိုချီးမြှောက်ခြင်းနဲ့သူဖြစ်တယ်ဒါတော့သူပြည်ညင်တက်တာကိုသူတေချာတော့တယ်တာဒါပေမဲ့နီလမ်းမတော့လည်းပြဿနာတက်တာပေါ့လေဒါပေမဲ့အဲ့ဒါကိုသူပြန်ပြင်းတယ်သူအပြေပြန်ရှာပြီးတော့ရအောင်ပြန်တယ်တယ်ပဒေတုံးရနေပေါ့ဒါပေမဲ့အခုဒီချိန်မှာလဲကျွန်တော်ပြန်ကြည့်တဲ့အခါမှာယေရုရှလင်ကိုရောက်လာပြီဒါပေမဲ့ဒါကိုမကျင့်တတ်သေးဘူးဘာကြောင့်လဲတဲထဲမှာပဲနေရတာလဲဘုရားခင်အတွက်နာမတော်ကိုချီးမြှောက်ခြင်းအဓိကသူ့ရဲ့အဓိကဖွားနေတာလေအဲ့ဒီနှလုံးသားကိုဘုရားခင်နှစ်သက်တဲ့အခါမှာဒါသားစဉ်မြေးဆက်ဘုရားခင်ကျေးဇူးပြုတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒီနေ့မှာတစ်ချက်လေးကျွန်တော်ဖြတ်ပြီးတော့စဉ်းစားသိချင်တာဒါဝိဒ်လေကျွန်တော်တို့တော့မရောက်သေးဘူးအခန်းကြီး7မှာအမှားအကြီးကြီးလုပ်မယ်ဆိုတာအခန်းကြီး9မှာဘုရားခင်သိသလားyeah ဘုရားခင်သိလားသူ့ကိုပဋိညာဉ်ပြုတော့မယ်လို့ဆိုတဲ့အချိန်မှာမပြောခင်ပဲဖြစ်ပေါ်တယ်သိတယ်ဆရာ why ဘာကြောင့်သိရလို့ပြောတာလဲဘုရားအကုန်သိကြိုသိတယ်ဘုရားမို့ဒါပဲပေါ့ that's the answer ဘုရားခင်အလုံးစုံကိုသိတဲ့ဘုရားဖြစ်တယ်လေကျွန်တော်တို့ကဒါလည်း7မရောက်မချင်းကျွန်တော်တို့ကမတွေ့သေးမှာဒါဝိဒ်အသက်တာရဲ့အဲ့ဒီ chapter မရောက်ခင်ဒီကျွန်တော်တို့မတွေ့သေးမှာဒါဝိဒ်ကိုယ်တိုင်လည်းသူကိုယ်တိုင်လည်းမသိသေးပါဘူးအဲ့ဒါဘုရားခင်ကြိုသိတယ်ဘုရားခင်ဒါဝိဒ်ရဲ့ခြေလမ်းကိုကြိုသိတယ် because he is all knowing God လေနော်ဒါဆိုလို့ရှိရင်စဉ်းစားစရာရှိတယ်အဲ့ဒါကိုသိရတယ်ဘုရားခင်ဒီပဋိညာဉ်ပြုတာဟုတ်လားဆိုအဲကြောင့်ဘုရားသစ္စာရှိတဲ့ဘုရားလေဂယုဏကြီးတဲ့ဘုရား yes ဒါလေးကိုကျွန်တော်စဉ်းစားကြည့်လို့ရှိရင်ဘုရားခင်ပြုတဲ့ပဋိညာဉ်ဒါဝိဒ်ပုံမှာဘယ်လောက်ထိဂျေဇုပြုလဲဆိုတော့ကျွန်တော်ပို့ပြီးမြင်ရလို့ရှိရင်မင်းမားမယ်ဆိုတာငါကြိုးတော့သိနေတယ်ဒါပေမဲ့မင်းကငါပဋိညာဉ်ပြုတယ်နောက်ပြီးဒီပဋိညာဉ်ကလေဘုရားခင်ပြုတဲ့ပဋိညာဉ်ကအကြမ်းမြမယ်2မျိုးလို့ကျွန်တော်တို့မြင်ကြည့်ရမှာတစ်မျိုးကဘာလဲဆိုလို့ရှိရင် conditional ပေါ့ if you do this I will do this I will give you I will bless you if you obey I will bless you ဒါကပဋိညာဉ်တစ်မျိုးဖြစ်တယ်ဒါပေမဲ့ဒါဝိဒ်နဲ့ပြုတဲ့ပဋိညာဉ်ကအဲ့လိုမျိုးကို unconditional မင်းသားကိုဘာလို့ပြီးမှမင်းရဲ့ထီးနှန်းကိုငါမြဲမြဲစီပဲမင်းမမားတော့မှမင်းရဲ့ထီးနှန်းကိုငါထာဝရတည်စီမယ် no အဲ့လိုမျိုးဘုရားခင်ပြောတာမဟုတ်you see ဆိုတော့ကျွန်တော်အဲ့ဒါလေဘုရားခင်ရဲ့လေပြုတဲ့ပဋိညာဉ်အဲ့ဒါထူးခြားတာကျွန်တော်တွေ့ရတယ်ဒါဝိဒ်ကိုပြုတာသူ့ရဲ့ကောင်းခြင်းဆိုးခြင်းသူ့ရဲ့ character
အပေါ်မှာမူမတီးဘူးဒါဝိရဲ့ character ပေါ်မှာမူမတီးဘူးဒီပရိညင်ကဘယ်ပုံမှာဖျားခင်ပြုလိုက်တာလဲဆိုဒါဝိဖျားခင်ပုံမှာရှိလိုက်တဲ့နှလုံးသားပုံမှာဖျားခင်ပြုလိုက်တာဖြစ်တယ် yes ဒါလေးကိုတွေ့ရနော်ဆိုတော့ဖျားခင်အတွက်သူလုပ်ပေးခြင်းနဲ့အရာဖျားခင်ရဲ့နာမတော်ကိုချီးမြှောက်ခြင်းနဲ့နှလုံးသားတစ်ခုတည်းပုံမှာဒါအဲ့ပုံမှာဖျားခင်ကအတိမတ်ပြုလိုက်တယ်လို့ကျွန်တော်တွေ့ရတယ်ဆိုတော့ဒါဝိကျွန်တော်ဒီဒုတိယဆောင်သင်ရင်းနဲ့ကျွန်တော်ဇင်းရတယ်ကျွန်တော်စကားအခါအဲ့လိုဆိုပြောပြတယ်ပေါ့နော်ဆွေးနွေးပြတယ်ပေါ့ကျွန်တော်စင်ကျင်လိုက်သူနဲ့သွားဆွေးနွေးလိုက်စားလို့ကျွန်တော်တို့မေးတယ်အဲ့လိုဒါဝိကလူကောင်းလားလို့ကျွန်တော်တို့တော့မေးတယ်ဒီမှာမေးလို့ရှင်ဘယ်လိုဖြေကြမလဲမသိ ဒါဝိကဘာဖြစ်လဲဆရာ ဒါဝိကလူကောင်းလား Is he a good man Is he a good person he has a good heart သူကောင်းမကောင်းတော့မသိဘူးကောင်းတဲ့နှလုံးသားရှိတာတော့သိတယ်သူ့နှလုံးသားပဲသူစီမှာမရှိဘူးလို့ခံစားရတယ်သူကြောင့်ဖတ်တော့လေသူ့လိုနှလုံးသားပဲသူမှာမရှိဘူး Yeah okay so ဒါလည်းမှန်တယ်လေနော်မပေါင်းပြောတာလေ so အချိန်ထဲမှာပဲကျွန်တော်စက်မေးကြည့်တယ်ရှောလူကရောလူဆိုးလားကျွန်တော်တို့တခါလေကြာကျွန်တော်တို့ live ပါနော်လူဒီလူကတော့ဖြစ်လူကောင်းဒီလူကဖြစ်လူဆိုကျွန်တော် title တက်ကြရတယ်နော်တက်ကြတခါလေကြာရင်ကျွန်တော်စဉ်းကျင်မိတာပါ live မှာလူကောင်းလူဆိုးလို့နာမည်အဲ့လောက်ကြီးတက်လို့လွယ်ရဲ့လားလွယ်ရဲ့လားဒီလူကတော့လူကောင်းဆိုတော့လူကောင်းသူအဲ့ title သူအမြဲတမ်းရထားမှာလေလူဆိုးဆိုလဲသူကလူဆိုးဆိုတဲ့အဲ့ title ကိုသူအမြဲတမ်းရထားမှာဆိုတော့ဒါစဉ်းကျင်မိတဲ့အချက်ပေါ့ it's quite difficult isn't it to label လေလူတယောက်ကိုဒီလိုဈေးကပ်ဖို့လဲကျွန်တော်တို့နည်းနည်းတော့ခက်ခဲဒါပေမဲ့ဒီနေရာမှာတော့ဒါအဓိကတော့ဒီဟာကိုကျွန်တော်ပြောတဲ့ခါမှာဘုရားသခင်ကြည့်တဲ့ခါမှာကောင်းခြင်းဆိုးခြင်းကိုသူကြည့်တာမဟုတ်ဘူးဒါဝိရဲ့ကောင်းခြင်းဆိုးခြင်းကိုကြည့်တာမဟုတ် yes အဓိကနှလုံးသားကိုကြည့်တာဖြစ်တယ်ရှောလူအဲ့တိုင်းပဲရှောလူရဲ့ကောင်းခြင်းဆိုးခြင်းကိုကြည့်တာမဟုတ်ရှောလူကောင်းတဲ့အချက်တွေအများကြီးရှိတယ်ရှောလူကတော့လူချစ်လူခင်ရှိတယ်နော်ရှောလူသူတင်တော့မှသူ့ကိုမြုပ်ပေးမဲ့သူတွေရှိတယ်လူချစ်လူခင်ရှိတယ်လေးစားကြတယ်သူဒါပေမဲ့သူ့ရဲ့နှလုံးသားကြတော့ဘုရားသခင်ရှေ့မှာအားနေတယ်လေနော်မစုံလင်ဘူးလေနော်ဒါဝိကဲတယ်မစုံလင်ဆိုအဲ့ဒါလေးကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒီနေ့နှလုံးသားကိုကြည့်တဲ့ဘုရားသခင်ကနှလုံးသားကိုချိန်နေဆိုရဲပေါ့နော်ဒါကျွန်တော်တို့ဒါလည်းကျွန်တော်တို့တတိထားစရာသင်ခန်းစာကြီးစရာအချက်လေးဖြစ်တော့ဆိုတော့အဲ့ဒီနှလုံးသားဒါဝိရဲ့နှလုံးသားအပေါ်မှာပဲဘုရားသခင်ကဒါကျေးဇူးပြုတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်လုံးဝကြီးမားစွာကျေးဇူးပြုတယ်ဆိုတွေ့ရတယ်โอเคတတိယမေကွန်းဒါဝိနဲ့ပြုတဲ့ပဋိညာဉ်ကကျွန်တော်တို့ ਨੇ ဘယ်လိုမျိုးဆက်ဆက်မှုရှိလဲဒီမှာတော့ခရစ်ယာန်တွေလို့ကျွန်တော်သုံးထားတယ်အခုတော့ဖြေသွားသေးတယ်မချိုတူဖြေသွားတယ် လက်စားစုရှိဆိုယေရှုနဲ့ဆက်ဆက်ဟုတ်တယ်ကျွန်တော်တို့ ਨੇ link ရှိစရာဆိုလို့ယေရှုခရစ်တော်ပဲရှိတယ်လေနော်ကျွန်တော်တို့ ਨੇ ဣသရေလလူမျိုးနဲ့ link မှမရှိကြကျွန်တော်တို့ကအာဗြဟံမျိုးလည်းမဟုတ်ဒါပေမဲ့ယေရှုခရစ်အပြင်ကျွန်တော်တို့ကယုံကြည်ခြင်းအပြင်ဒါအာဗြဟံရဲ့အမျိုးဖြစ်သွားတယ်ဆိုတော့ဒီဒါဝိနဲ့ပြုတဲ့ပဋိညာဉ်ဒါဝိနဲ့ပြုတဲ့ပဋိညာဉ်ကသူဣသရေလလူမျိုးဒါဝိရဲ့မျိုးဆက်အတွက်ပြုတာလေတကယ်လည်းယေရှုခရစ်သာဖြုတ်ကြည့်ကျွန်တော်တို့ ਨੇ ဘာမှမဆိုင်ဘူးလားယေရှုခရစ်သာမပိုင်ကျွန်တော်တို့ ਨੇ ဘာမှမဆိုင်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီရှင်မသက်ခရစ်ဝင်နဲ့ရှင်လူကခရစ်ဝင်မှာအဲ့ဒါမှတ်တမ်းတင်ထားတယ်ဒါမသက်တစ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကြော်ဖတ်တတ်ကြတဲ့နေရာလို့ပြောရင်လည်းမမှားဘူးပေါ့လေနော်သိစိတ်ဝင်စားအောင်အာဗြဟံနဲ့ဒါဝိဒ်တို့မှာဆင်းသက်တော်မူသောယေရှုခရစ်၏ဆွေတော်စဉ်မျိုးတော်ဆက်စရင်ဟုမူကားဒီအကြောင်းကိုသူကထိတ်ဆုံးမှာတာမင်သက်ကိုဒါကိုသူထည့်ရေးထားတာဖြစ်တယ်ဘာကြောင့်လဲသိစေချင်လို့ယေရှုခရစ်ဆိုတာဘယ်ကဆင်းတာလဲဒါဝိဒ်ကဆင်းတာဒါဣသရေလလူမျိုးကိုရေးတာလေရှင်မသက်ဆိုတာသူ့ရဲ့ audience က primary audience ကဒါ Jews တွေဖြစ်တယ်
Israel လူမျိုးတွေသိဖို့ဖြစ်တယ်ယေရှုခရစ်ဆိုတာဒါဝိဒ်ကနေဆင်းလာတာဒီမှာ तू အတိတ်ကနှစ်ခုပဲ title လေးနဲ့ပေါ်ပြတယ်14ဆက်ဆိုပြီး तू ပေါ်ပြတယ်အာဗြဟံပရမဒါ Israel လူမျိုးတွေရဲ့တကယ်ကိုယုံကြည်ခြင်းဘူဘေးဖခင်အာဗြဟံပြီးတော့မှဒါဝိဒ်အဲ့ဒီနှစ်ယောက်ဂျားတွေကလူတွေတော့မထည့်ထားအဓိကဒါ तू အဓိကနှစ်ယောက်ကို तू အဓိကပေါ်ပြတာ key person တွေနဲ့ဆိုတော့ဒါဝိဒ်ရဲ့ပဋိညာဉ်ဒါယေရှုခရစ်ကိုဆက်လာတယ်ဆိုကျွန်တော်တွေ့ရတယ်မျိုးဆက်ကိုနော်နောက်ပြီးမှဒါလူကာကတော့ဒါအခန်းကြီး1:31ကနေ33မှာမာရိကိုဒါကောင်းကင်တမန်ကပြောတဲ့စကားဖြစ်တယ်သူ့ဘာဒါဝိဒ်ဤယာဇပလင်ကိုထာဝရရှင်ဘုရားသခင်သည်သူ့အားပေးတော်မူမည်ထိုသူသည်လည်းယာကုပ်မျိုးနွယ်ကိုအစစ်မပြတ်အုပ်ဆိုးလိမ့်မည်သူ၏နိုင်ငံသည်လည်းဆုံးခြင်းမရှိရအခုနဒေးဗစ် covenant နဲ့ပတ်တူနေလားဘာကြောင့်လဲဆိုတော့အဲ့ဒီအတိုင်းကိုပြန်ပြောတာဖြစ်တယ်ဆိုတော့ဒီအားဖြင့်ကျွန်တော်ကြည့်တဲ့အခါမှာအခုနကဒါဝိဒ်နဲ့ဘုရားခင်ပြုတဲ့ပဋိညာဉ်ကဒါယေရှုခရစ်အားဖြင့်ဒါယုံကြည်သူတွေနဲ့ဆက်ဆက်နေတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ယေရှုခရစ်ရဲ့နိုင်ငံကတော့ဒါအဆုံးခြင်းမရှိဘူးအဆုံးမရှိတော့ no end forever ဆိုတော့အဆုံးမရှိတဲ့နိုင်ငံမှာခရစ်တော်ကအုပ်စိုးမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ခရစ်တော်ကိုယုံကြည်တဲ့ကျွန်တော်တို့အားလုံးကလည်းခရစ်တော်နဲ့အတူတူစိုးစံကြမှာဖြစ်တယ်See, a David Gavin and I general. Jeshu could add in general sequel. Season the areas are general 3 are. I didn't go General Alonga, Krianiga. Jeshu could have a pair computer, but in the other than less sign it to repeat it. I would not hear me, don't set it in my pure happy. I bring in the other got your own sign it. Bring you today. So, Ragabalas of Kalam, Jeshu, I've been pair computer cheese. So, the lonely are here. The David Covenant one, a win a period bringing a general Lavi, Sunway needed, that's sign here, look, so the Chariga general. Can you connect Piankin, Darwin a period bringing John General Lila, and Jara Peter. So the Mayas when Dutia Zang, ye key chapter look your the chapter of your lawyer. The gay high point got the chapter of it. Tamaya and Dutias on the cool loma. The Gego, a Tiga Jaraya, the key message got the Jazun Mojira, but on the D. Jonia or Tiga for Jajana. Tawego, Piakin, Palomio Patin, if you get it. But only the Tamaya and Dutias on Suraga, it's your mutable. She gave it up to the later through the Tainova, Taino, Jin Kayabi, Pianabi, and Abaimati, Tamaya and Jija Pidakama. Tita Mango. Come on, the Volo, Adrian Naro, Lumioga, Piakin, Dilo, Patin, Pugeda, Daway, Arpin, Naro, a Mune, a Sensaco, Piakinga, Tara, Tizi Mays, or Dinita that it's a good Israel deep machine. So, Taga through the Tara Tinia Maya. So, Tajamo, the chapter, the 2000 school and key chapter, Legend of Purely Arona. Okay, so General. Not account general Savagia. A kanji shit. A kanji shit outlines you got man. Da. The road of the way. Napine, which not really me. A diga check out about resolution. A diga the overall title either on your movie one. The kanji shit and a kanji to say he would John Piali. A kanji go or a jarima pub your balaro, and not account. Condition at the Sarah in Nangani thing that John Popia. So, can a Tikane Sally about your resolution, but when you Nangani or Nangajin. A can a Sanga and a Sashikaro, the 2 year internal Nanga and drink was in the ocean and a Johnny Popia. So, Napine the material. That way, champion Pilabi Napaima. Internationally to Gong Ocean. The name of Gong, sorry, Blue. And Nayaro, Ocho Nano, and Nayaro international. Do your power engine. Never internally to Gong to a cabinet, Gong Quasi 9 dollars. Okay, but I let you know GGR. So, what about the pine? So, can you shima to know battery a layer solution? Okay. That to the can you shit him much on road 3 time here. That how we got time here, no? So
ဒီတိုင်းပြည်တွေပမာရှိလေလို့ကျွန်တော်ကြည့်လို့ရှိရင်ပတ်ဝန်းကျင်မှာပဲရှိနေတာကျွန်တော်ဘေးနောက်မှာမြေပုံလေးနဲ့ပြပေးထားတယ်ရှူရီအမုံမောဘအေဒုံအမလက်ဖိလိတိ neighboring country တွေဒီမှာအဲ့ပတ်ဝန်းကျင်နိုင်ငံတွေအားလုံးအရင်တုန်းကတရားသူကြီးလက်ထက်တုန်းကဒီနိုင်ငံတွေကောင်းကောင်းဒါဣသရေလလူမျိုးကောင်းကောင်းစော်ထားခဲ့တဲ့နိုင်ငံတွေဒါတရားသူကြီးမှတ်စာကိုကျွန်တော်ကြည့်လို့ရှိရင်ဖြစ်ပြန်ပြီဒီမှာဂီတောင်တို့သွားကဲဖြစ်ပြန်ပြီဘာရက်တို့သွားဖြစ်ပြန်ပြီဟိုမှာရှန်ဆုံတို့သွားဒီလိုမျိုးတွေမျိုးမျိုးဒါတရားသူကြီးတွေအမျိုးမျိုးလက်ကနေကဲခဲ့ရတဲ့ဒါဣသရေလနိုင်ငံပေါ့ပတ်ဝန်းကျင်နိုင်ငံတွေအမျိုးမျိုးဒါနှိပ်ကွပ်ချင်းခံခဲ့ရနိုင်ငံကအခုတော့ဒါဒါဝိဖြစ်ဖျားခင်ကအောင်ချင်းခွင့်ကိုပေးရတွေ့ရတယ်ဒီမှာအသေးစိတ်ကတော့ဒီမှာကျွန်တော်ဒီကျမ်းစာကိုကြည့်လို့ကျွန်တော်တွေ့ရတယ်ဖိလိတိကြီးကိုသူသွားသိမ်းတယ်ဒီမေတေဂမ်မာမြို့ကိုသူသိမ်းလိုက်တယ်လို့ပြောတယ်အဲ့ဒါကိုကျွန်တော်ရာဇဝင်ချုပ်ပထမဆောင်မှာကြည့်လို့ရှိရင်ဂါသမြို့လို့လည်းပြောတယ်အဲ့ဒီမှာတော့ဒါဖိလိတိရဲ့ဒါခီးမြို့ထဲမှာတမြို့ပါတယ် capital city ထဲမှာတမြို့ပါမှာဖြစ်တယ်ဂါသမြို့ဆိုတာအဲ့ဒီမြို့ကိုသူသိမ်းမလိုက်တာနော်မြို့တစ်မြို့လုံးကိုသိမ်းတာဆိုတော့ဒီနေ့မှာဒါဝိဒ်ကတိုက်ပွဲလေးသွားတိုက်ပြီးအောင်နိုင်မှုနဲ့မကတော့ဘူးသူကျွန်တော်တို့ပြီးခဲ့တဲ့အခန်းကြီး9မှာတော့ကဣသရေလလူမျိုးနဲ့ဒီဒါဝိဒ်တို့ဖွဲ့နဲ့ဒီဖိလိတိနဲ့တိုက်တာရေဖိန်ကြိုင်မှာတိုက်တာဒါဣသရေလနယ်ထဲမှာတိုက်တာတိုက်တာအခုကဖိလိတိနယ်ကိုသွားဆော်တာသူကဆိုတော့ဒါမြို့ကသွားသိမ်းမြတာလေနော်ဒါတော်တော်ကြီးမားတဲ့အောင်မြင်မှုလို့ဒါပြောလို့ရပြီတခါမှအဲ့လိုမျိုးမလုပ်ခဲ့ဘူးလေဆိုတော့အတာမျိုးကိုကျွန်တော်တို့ဒါဝိဒ်သူလောက်ခွင့်ပြောင်းခင်ပြီးရဲဆိုတော့တွေ့ရတယ်ဆိုတော့နောက်ပြီးတော့နောက်တစ်ဆင့်ကဘာသွားတိုက်လဲဆိုမောဝါပြည်လဲသူသွားတိုက်တယ်ဆိုတော့ပြည်သား3စုမှာ2စုကိုတပ်ပလိုက်တယ်တစုပဲသူခြံထားပေးတယ်ဆိုတော့ပြီးတော့မှဒီဇောဘမင်းယေဟောဘရဲ့သားဟာဒဒေဇာရဲ့တပ်ကိုလည်းသူတိုက်တယ်ယထာ1000မြင်းစည်းတရေ9000ခြေလင်တပ်သား2000ကိုသူရတယ်လို့ပြောတယ်ဆိုတော့ယထာ100ပဲခြံပြီးတော့ကျန်တာလေသူမီးရှို့ပလိုက်တယ်ပေါ့နော်ပြီးတော့မှအဲ့ဒီဟာဒဒေဇာကိုရှုရီတက်ကသွားကူလို့ဆိုပြီးတော့ရှုရီတက်ကသူသွားလောက်ကြံတာရှုရီ2200သူလောက်ကြံပလိုက်တယ်ဒါဟာဒဒေဇာနဲ့တစ်ဆက်တည်းဒါရှုရီပါလောက်ပလိုက်တယ်အဲ့မှာရှုရီတွင်ရဲမျိုးပေါ့နော်ဒါဓမ္မသက်မျိုးမှာဒါဝိဒ်ရဲ့မျိုးဆောင်တက်ကိုထားပလိုက်တယ်ပြီးတော့မှရှုရီတွေကဒါဝိဒ်စီမှာကြုံခံရတယ်အခွန်ပေးရတယ်ဆိုတော့ဒါနောက်ပိုင်းကျွန်တော်တို့ဓမ္မရာဆိုရင်တတိယဆောင်ထဲမှာလည်းလာလိမ့်မယ်စတုဒ္ဓဆောင်ထဲမှာလည်းလာလိမ့်မယ်အဲ့ဒီရှုရီရဲ့အကြောင်းဒါအခုစတွေ့နေပြီရှုရီတွေဆိုတာဒါဝိဒ်လက်ထက်မှာရှုရီတွေကဒါဝိဒ်ရှိမှာကြုံခံရတဲ့သူတွေဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းတော့ဘယ်လိုဖြစ်လာမလဲဆိုတာဒါနောက်ခန်းတွေမှာကျွန်တော်တို့နောက်စာဆောင်တွေမှာကျွန်တော်တွေ့ရမှာဖြစ်တယ်ဆိုတော့ဒါဝိဒ်ကဒီဟာဒဒေဇာရဲ့ကျုံတွေကင်တဲ့ရွှေဒိုင်းလွားတွေကိုဒါယေရုရှလင်ကိုသူတည်ပါတယ်ဒီဘေတာမြို့နဲ့ဘေရောသဲမြို့တွေကနေပြောလဲကြေးဝါတွေအများကြီးသိမ်းပါတယ်တနည်းအားဖြင့်ဆိုလို့ရှိရင်ရန်သူနယ်မြေကဒါလက်ရပစ္စည်းတွေပေါ့နော်အဲ့ဒီပစ္စည်းတွေကအဲ့ကြေးဝါတွေကရှောလမုန်ဒါဗိမာန်တော်စောက်တဲ့ခါမှာသုံးတဲ့ကြေးဝါတွေလို့ပြောတယ်ဒါဓမ္မရာဇဝင်ရာဇဝင်ချုပ်ပထမစာဆောင်မှာဖော်ပြထားတယ်ဆိုတော့ဒါဝိဒ်စောက်ခွင့်မရဘူးဒါပေမဲ့ဒါဝိဒ်ကိုဘုရားခင်အောင်နိုင်ခြင်းခွင့်ပေးခြင်းနဲ့အတူအဲ့ဒီအောင်နိုင်တဲ့ပစ္စည်းတွေကဘုရားခင်အင်းတော်စောက်ခြင်းမှာသုံးတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ကြေးဝါရှင်အင်းတုံးတို့ကြေးဝါတိုင်းမှာစသဖြင့်ပေါ့ကြေးဝါနဲ့လုပ်များဟာအားလုံးအဲ့ဒါနဲ့လုပ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့လိုမျိုးဟာဒဒေဇာရဲ့တက်တွေပေါ့နော်အကြီးကျယ်လုတ်ကြံခံရတယ်ဆိုတော့ကြားလဲကြားရောတောဤကသွားကြားတယ်အဲ့ဒီဟာမတ်မင်းတောဤဆိုတဲ့ပုဂ္ဂိုလ်ကသွားကြားတော့ဒါဝိဒ်နဲ့မင်းဖွဲ့ဖို့ပြင်လာတယ်တဲ့ဆိုတော့ယန်ဒီလူကတော့ဒီပုဂ္ဂိုလ်ကတော့ငါဘလို့မှတိုက်လို့ရမှာမဟုတ်ဘူးတနည်းအားဖြင့်ဘုရားသခင်ဒါဝိဒ်ကိုအောင်ခြင်းခွင့်ပေးနေရဆိုတော့သူတို့သိမယ်နဲ့တူတယ်နော်ဆိုတော့သူအလိုက်လို့ရတာပေါ့လေညှိနှိုင်းရတော့ပေါ့ရန်ဒီငင်းရေးလောက်ရတော့တယ်သူသားကိုသူလှုပ်ပြီးတော့ရွှေတွေငွေတွေကြေးတွေနဲ့ဒါလက်ဆောင်ပစ္စည်းတွေအကုန်လုံးဒါလှုပ်ပြီးတော့ဒါငင်းရေးယူရတာပေါ့နော်ဆိုတော့ဒီပစ္စည်းတွေအားလုံးဒါဝိဒ်ရတယ်အဲ့ဒီပြင်ကိုဒီမှာဖော်ပြထားတယ်ရှူရီပြည်မောဘပြည်အာမုန်ပြည်ဖိလိတိပြည်အာမလက်ပြည်ကနေတိမ့်လာတဲ့ရွှေငွေတွေဗန်နာတွေအားလုံးကိုဒါဝိဒ်ရတဲ့ခါမှာဘာလုပ်လဲဆိုဘုရားသခင်ပူဇော်တယ်ဒီအောင်နိုင်လို့ရလာတဲ့ပစ္စည်းတွေအခုနောက်ကဒီ
ရှောလုံးမဆောက်တဲ့အိမ်တော်မှာအပါဝင်ပေါ့နော်ထည့်လိုက်တဲ့ပစ္စည်းပါအောင်ပြီးတဲ့အချိန်မှာဒါဝိတ်ဒီစားကြိုင်ဆိုတာဒီပင်လယ်သေးဘေးနားလေးမှာပင်လယ်သေးရဲ့အရှိတ်ဘက်မှာရှိတယ်အဲစားကြိုင်နေရပေါ့နော်စားတယ်အရန်ထွက်လို့စားကြိုင်လို့ခေါ်တယ်အဲမှာဆိုတော့အေးတုံမျိုး18000ကိုဒါလောက်ကျန်တာအဘိရှေကနေပြီးတော့အဘိရှေဆိုတာမှတ်မိကြသေးမှတင်တယ်နော်အဘိရှေမှတ်မိသေးရမလား မမီပါ ရွာပါရင်နော်ရွာပါရင်အဘိရှေဆိုတော့သူကဥဆောင်ပြီးလောက်ကျန်လိုက်တာအဲ့လောက်ကျန်ပြီးတဲ့နောက်ပိုင်းအဲ့စားချိုင်းကိုလောက်ကျန်ပြီးတဲ့နောက်ပိုင်းမှာတော့တဲ့ဒီမှာဖော်ပြတာဒါဝိတ်ရဲ့နာမည်ကရန်ကိုကြီးသွားတယ်အခန်းငယ်73စားချိုင်းတွင်အေးတုံလူ18000တို့ကိုလောက်ကျန်ရမှာဒါဝိတ်ဒီပြန်လာတော့အခါဂုံတရီကြီးရဲ့ဒါပြန်လာအောင်ဒါဝိတ်နာမည်အရင်ကြီးသွားပြီကျွန်တော်တို့အခုနအခန်းကြီး9ထဲမှာကြည့်ကြရလေမင်းရဲ့နာမည်ကိုမြေကြီးသားတွေတခြားနာမည်တွေကြည့်လို့မင်းကငါကြီးမြတ်စေမယ်လို့ကြားစဉ်ပေးတာကတိပြည့်စုံလာတယ်ဆိုတာတွေ့ရတယ်နော်ဆိုတော့အေးတုံမှာမျိုးစောင်းတက်ကိုထားလိုက်တယ်အေးတုံမျိုးကလည်းဂျုံခံရတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီအကြောင်းအရာကဒါအခန်းကြီးရှစ်မှာကျွန်တော်တွေ့ရတဲ့ပတ်ဝန်းကျင်နိုင်ငံတွေကိုအောင်မြင်နိုင်ခြင်းအကြောင်းအရာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရနော်ဆိုတော့ဒါက international ပေါ့နော်ပတ်ဝန်းကျင်နိုင်ငံတွေ internal အနေနဲ့ကသူ့ရဲ့ပြည်တွင်းရေးကြတော့သူ့ရဲ့ cabinet ပေါ့နော်တကယ်အစိုးရဖွဲ့ပေါ့လေဒီခေတ်စကားနဲ့ပြောမယ်ဆိုသူဖွဲ့စည်းနိုင်တယ်ဘိုးချုပ်မင်းကရွာဘဘာကြောင့်လို့ဘိုးချုပ်မင်းရွာဘဖြစ်သွားလဲမမိသေးလားရွာဘဘာကြောင့်လို့ကာကွယ်ရေးဦးစီးချုပ်ဖြစ်သွားတာလဲဘာကြောင့်အရာတွေထားတာမျိုးတင်းလိုက်လို့ဒီရှင်မျိုးသူဥဆောင်တင်းလို့ Yes thank you ကိုရစားမနေ့ယေရုရှလင်မြို့ဥဆောင်ပြီးသူတက်သိမ်းလိုက်တာ Okay ယောရှဖတ်ကဒီမှာအတွင်းဝင်ဒါ recorder ပေါ့နော်အဟိမလကဂျေဘရဟိဖြစ်တယ်ဆရာယာဆိုတာက secretary ဖြစ်သွားတယ်ဘေနာယကကျွန်တော်ဒါဝိရဲ့စစ်သူကြီးတွေတော့ကအားကြီးလာတဲ့အကြောင်းကိုကျွန်တော်ဖော်ပြခဲ့တော့လူနာမည်တွေလေအဓိက9ယောက်လို့ကျွန်တော်ဖော်ပြခဲ့တယ်အဲ့မှာဘေနာယဆိုတယောက်ပါတယ်သူကဒီ Keriti နဲ့ Peleti လူကိုအုပ်ချုပ်ရတယ်လို့ပြောတယ်ဘေနာယရဲ့နာမည်ကိုကျွန်တော်နောက်ပိုင်းမှာဆက်တွေ့ရလိမ့်မယ်ကျွန်တော်တို့ရှောလမုန်လက်ထက်ဒီဘေနာယကိုကျွန်တော်တွေ့ရလိမ့်မယ်ဆိုတော့သူ့ကိုမမေ့လိုက်ကြနဲ့ပေါ့နော်ဘေနာယဆိုတာဒါဝိရဲ့တကယ်အားကိုးရတဲ့သူဖြစ်တယ်Keriti နဲ့ Peleti ဆိုတာလည်းနောက်ပိုင်းမှာတွေ့ရလိမ့်မယ်အဲ့ဒီရှောလမုန်လက်ထက်တွေတွေ့ရလိမ့်မယ်တတိယဆောင်ကြီးကျွန်တော်ပါလာလိမ့်မယ်အဲ့ဒီလူတွေကတော့ဘယ်သူတွေလဲဆိုလို့ရှိရင်သူက Peleti နယ်တွေကလူတွေလို့လည်းပြောတယ်ဒါနောက်ပိုင်းခန်းထဲမှာလည်းကျွန်တော်တွေ့ရလိမ့်မယ်သူတို့ကတော့ဒါဝိရဲ့ကိုရန်တော်တပ်သားတွေပေါ့အဲ့လိုပဲပြောကြမှာနော်ကိုဆောင်တပ်တွေပေါ့လေဒါဝိရဲ့တပ်လူမျိုးပြောလို့ရတယ်အဲ့လူတွေခံထားတယ်လို့ပြောဆိုတော့အဲ့တပ်အဖွဲ့ကိုဒီဘေနာယကအုပ်ချုပ်ရတာဖြစ်တယ်ဆိုတော့ဒီကာဂရီဒါလုံခြုံရေးတပ်ပဲဖြစ်ဖြစ်စသဖြင့်ပေါ့အဲ့လိုမျိုးတပ်ကိုဒါဘေနာယကနေအုပ်ချုပ်ရတာဖြစ်တယ်လို့ပြောတယ်ဆိုတော့ဒါဝိရဲ့သားတွေကတော့ဒါ chief official တွေပေါ့နော်ဒါမင်းသားအရာနဲ့တကယ်အရာလူကြီးနဲ့နေလို့ရတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒါဝိဖျားစီပေးတဲ့အောင်မြင်ခြင်းတွေကိုကျွန်တော်တို့တွေ့ရတယ်။ Okay နိုင်ငံပြင်နိုင်ငံအတွင်းဒီနှစ်ပိုင်းကိုကျွန်တော်တို့ဒီမှာဒီချာလေးပေါ်ပြထားတယ်ဆိုတော့တွေ့ရတယ်။ Okay ဆိုတော့ Okay keywords တွေမှာတော့ခင်မှာကျွန်တော်တို့မေးခွန်းလေးကျွန်တော်အရင်ဖြည့်ကြည့်အောင်ဒါဝိရဲ့အောင်မြင်ခြင်းအကြောင်းရပါလဲထာဝရဘုရားဆောင်မတယ် Yes ဒါဆိုလို့ရှိရင်ဘာတော့နောက်တစ်စိတ်တော့အဖြေကိုရထားပြီလို့ယူဆလို့ရတယ် Okay thank you ဒီအောင်မြင်ခြင်းကဘုရားခင်ပေးတဲ့အောင်မြင်ခြင်းဆိုတော့ကျွန်တော်တို့ရှင်းရှင်းတွေ့ရတယ်အဲ့ဒါဘာမှလဲဆိုတော့ကဘာမှဖော်ပြထားလဲတွေ့မိလား6နဲ့14ပါ6နဲ့14 Okay 14မှာဒါဝိတ်သွားလေရာ၌ထာဝရဘုရားဆောင်မနည်းနည်းရပါ Yes အားလုံးကျေးဇူးတင်ပါတယ်ဖြေသားကြတယ်ဆိုအရန်ကိုဒါအရေးကြီးလို့ဒါတေးကြအောင်လို့နှစ်ခါတော့ထည့်ရေးထားတယ်နော်ဒါတွေကဘာကြောင့်လဲဆိုတော့
ဒီလိုမျိုးဖြစ်တဲ့အကြောင်းရင်းကဒါဝိဒ်လိုအောင်နိုင်တဲ့အကြောင်းရင်းဘာကြောင့်လဲဆိုတာသေချာလေးရှင်းအောင်ရေးတာဒါကြောင့်မို့ဒါလေးကရှင်းတယ်ဒါဝိဒ်အောင်မြင်ခြင်းအကြောင်းရင်းကဒါဘုရားသခင်မဆာခြင်းဖြစ်တယ်ဘုရားသခင်ပေးတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီအောင်မြင်ခြင်းခွင့်ကိုလေဒါဝိဒ်တယောက်တည်းကိုဘုရားသခင်ပေးရလို့ကျွန်တော်တို့မြင်လားမသိဘူးရှောလူကိုဘုရားသခင်ပေးလားပထမဆုံးကျွန်တော်လေ့လာခဲ့တော့စာကြည်လားလို့ပြန်နှွေးတာအောင်လို့ဆရာမျိုးသူဆရာမျိုးသူစူအောင်လို့ပြောတာမဟုတ် ပေးပါတယ် ခင်ဗျာ အော်ရှောလူလည်းဖျားခင်အောင်မြင်ခြင်းပေးတယ် အောင်မြင်ခြင်းကိုပေးတယ်โอเคကျွန်တော်တို့ဒီမှာတော့ကျွန်တော်မခေါ်ပြတော့နော်ဓမ္မဆိုပထမစာဆောင်အခန်းကြီး14အငယ်40ခွန်မှာအဲ့ဒီအကြောင်းလေးမှတ်နေနားတယ်။ဘာကြီးထားလဲဆိုလို့ရှိရင်ထို့သောတဲ့ရှောလူသည်ဣသရေလအမျိုးကိုစိုးစံ၍ပတ်ဝန်းကျင်ရန်သူမောဘပြည်သားအမုန်ပြည်သားအေဒုံပြည်သားဇောဘမင်းများဖိလိတိလူများတို့ကိုစစ်တိုက်၍စစ်ချီလေရာ၌သူတို့ကိုအောင်လေ၏။ဒါဖျားခင်ရှောလူကိုအောင်ခြင်းခွင့်ကိုလည်းပေးခဲ့တယ်ဆိုတော့တွေ့ရတယ်။ဆိုတော့ဒါဝိဒ်လက်ထက်မှာတော့ဒါအာမလက်တွေပါလာတာပေါ့နော်ရှောလူတော့အဲ့ဒီအာမလက်နဲ့ပြဿနာတက်တာလေရှောလူအာမလက်ကသူ့တကယ်ကိုမျက်စိတွေအညှောင်လို့ဖြစ်သွားတာနော်ဘယ်ချိန်ပြန်ကြည့်သူ့ကိုကောင်းကောင်းဒုက္ခပေးသွားတဲ့သူတွေလို့လည်းပြောလိုက်ရတယ်ဆိုတော့ဖျားခင်အောင်ခြင်းခွင့်ရှောလူလည်းဖျားခင်ပေးခဲ့တယ်အခုလည်းဒါဝိဒ်ကိုဖျားခင်ပေးခဲ့တယ်ဆိုတော့တွေ့ရတယ်ပြီးတော့မှဒီသူ့ရဲ့နိုင်ငံတော်စနစ်တကျဖွဲ့စည်းနိုင်ခြင်းကလည်းဒါဖျားခင်မဆာခြင်းဆိုတော့ကျွန်တော်တို့တွေ့ရโอเคကျွန်တော်တို့သိကြပြီဒါအောင်ခြင်းကဖျားခင်ပေးတယ်ဆိုတာဒါဝိဒ်ကရောသိလားအဲ့အချိန်တုန်းကသိတယ်သိတယ်โอเคကဲသိတယ်ဆိုတော့သူများဘာကြောင့်သိတာလဲဘာကြောင့်လို့ပြောတာလဲအကြောင်းသိတာဟုတ်တယ်ဒါဝိဒ်ကဖျားခင်မဆာတယ်လို့ तू သိတယ်မလား तू သိရလို့ပြောတယ်မလားသိတယ်ဥစားဒီပနိုင်ငံမှာရောဒီတွင်းမှာရောလေသူကအဲ့ဒါခုနဒီတွင်းရောဒီပရောโอเคဒါကျွန်တော်တို့မှတ်တမ်းတင်လာလို့โอเคကျွန်တော်သိသွားတယ်အဲ့ဒီမှာသူဂုံတရကြီးတယ်သူကလူရတဲ့ဟာလေးအညာလေးကိုထာဝရဘုရားကိုပူဇော်တယ်ဘာလို့လဲဆိုတော့ဘုရားသခင်သူ့ကိုပေးတယ်ဆိုတာသိလို့ yes သူကောင်းကောင်းသိတယ်ဒါဘုရားသခင်စီရရတယ်ဟာဆိုတော့အခုနမအောင်လို့ပြောလဲမှန်ပါတယ်နော်ဥစားဒါသူသိတယ်ဟုတ်တယ်ဂုံတီကြော်စောတယ်သူအောင်နိုင်ခြင်းဖြစ်တယ်ဒါပေမဲ့အဲ့ဒါတွေကို तू သိတယ်ဆိုတော့အဓိကကျွန်တော်တို့ तू သိတယ်လို့ဘာကသက်သေခံနေလဲဆိုလို့ခုနမချိုတူပြောသွားတဲ့အချက် तू ဘုရားသခင်ပြန်ပူဇော်တယ်ဘာကြောင့်လဲဆိုတော့ဒါတွေအားလုံးကဘုရားသခင်ပေးလို့ तू ရတာဒါကို तू ကောင်းကောင်းသိတယ်ဒါကြောင့်မလို့ဒီအောင်မြင်ခြင်းခွင့်ကဘုရားသခင်ပေးတယ်ဆိုတော့ဒါဝိဒ်ကကောင်းကောင်းသဘောပေါက်ခဲ့တယ်ဆိုတော့နားလေတယ်အဲကြောင့်မလို့အိမ်တော်ဆောက်ဖို့တော့ဒါဝိဒ်ကတုံးလိုက်ဒါလေးလည်းကျွန်တော်တွေ့ရတယ်နော်ဘုရားသခင်ပူဇော်ရဲဆိုတော့ကျွန်တော်တွေ့ရတယ် okay keywords ဒါတော့ဒီအခါတော့လွယ်ဆုံးပဲဖြစ်နေတယ်ခုနကပဲပေါ့ဆရာ yes ဒါဝိဒ်သွားလေရတယ်ထာဝရဘုရားဆောင်ပါ yes အရန်ကိုကြည့်တဲ့အချက်ဖြစ်တယ်ဒီကံ keywords ဖြစ်တယ်ဒီຢာကသူ့ကိုဘုရားသခင်အောင်မြင်စေခြင်းအကြောင်းရင်းဖြစ်တယ်သူ့နိုင်ငံငြိမ်းချမ်းစေခြင်းအကြောင်းရင်းဖြစ်တယ်ဆိုတာစနစ်တကျဖွဲ့စည်းနိုင်ခြင်းအကြောင်းဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရတယ် okay ဒါအခန်းကြီး8ကျွန်တော်ပြီးသားပြီနောက်ဆုံးတစ်ခါဒီနေ့ဖို့အခန်းကြီး9ကိုကျွန်တော်တို့အတူကလေ့လာကြရအောင်လို့ okay ဒီ title ကတော့ဒီအခန်းကတော့ကျွန်တော်အောင်မြင်ခြင်းထဲမှာသူကတော့ဂျားညက်လေးပါလာတာပေါ့နော်ဒါဝိဒ်လုံးဝဒါဘုရားရှင်ယေရှုပြုခြင်းခံရတဲ့အချိန်ပေါ့ဒါဝိဒ်ရှမ်းတောက်အောင်မြင်နေတဲ့အချိန်မှာဒီအခန်းလေးကိုထည့်ထားရတယ်ကျွန်တော်တွေ့ရတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်မေဖိဘောရှက်ဒါဝိဒ်ကယေရှုပြုခြင်းဖြစ်တယ်မေဖိဘောရှက်တွေကတော့ကျွန်တော်တို့မစိမ်းနော်အခန်းကြီးလေးမှာတည်းကကျွန်တော်တို့မိတ်ဆက်ထားပေးခဲ့တယ်ဒီ author ဒီရှော့ရဲ့သားဣရှဘောရှက်ကြာဆုံးတော့မယ့်အချိန်မှာဒါမေဖိဘောရှက်ရှိသေးတယ်ဆိုတဲ့အကြောင်းကိုသူမိတ်ဆက်ပေးထားခဲ့တယ်အဲ့ဒီကျွန်တော်တို့အားလုံးလည်းဒီမေဖိဘောရှက်နဲ့
ပတ်သက်ပြီးတရားဟောချက်လည်းကျွန်တော်ကြားမှုကြမှာပဲလေနော်ဆိုတော့ဒါလေးကိုကျွန်တော်ဒီတစ်ခါလေ့လာကြည့်ဖို့ဖြစ်တယ်ဆိုတော့အောက်လိုင်းစီတွေကနှစ်ပိုင်းကျွန်တော်တွေ့ရလိမ့်မယ်ပထမချက်လေးကတော့ဂျောနသန်အတွက်ဂျေဇုပြုတဲ့ဒါဝိဒ်ပြင်ဆင်တယ်ပေါ့နော်ဒုတိယတစ်ပိုင်းလေးကတော့ဂျောနသန်သားမေဖိဘောရှက်ကိုတွေ့ရတဲ့အခါမှာဒါဝိဒ်ဂျေဇုပြုတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်တို့တွေ့ရမှာဖြစ်တယ် Okay ဆိုတော့ဒီလိုရှင်းကြည့်အောင်ဆိုတော့ဒါဝိဒ်နန်းတော်မှာလည်းနေရတယ်ဘုရားသခင်ပြည်ညင်လည်းရပြီတိုင်းနိုင်ငံအသီးသီးကိုလည်းသူအောင်ချင်းခွင့်ကိုဘုရားသခင်ပေးတဲ့အခါမှာသူစဉ်းစားပြီတဖန်ဒါဝိဒ်ကတဲ့ငါဒီယောနသန်အတွက်ဂျေဇုပြုစရာအခွင့်ရှိစေခြင်းကရှောလုအမျိုးစုံတစ်ယောက်ကြံကျွင်းသေးသလားသူလိုက်ရှာတယ်ဆိုတော့ယောနသန်သူ့ရဲ့တကယ်မိတ်ဆွေအရင်ချာကြီးကိုလိုချစ်တဲ့ယောနသန်ကိုဂျေဇုပြုဖို့တဲ့ရှောလုရဲ့မျိုးဆက်ကိုသူလိုက်ရှာတွေ့ရတယ်အဲ့ဒီမှာသူကဘာသူ့ကိုသွားတွေ့လဲဆိုဇိဘဆိုလူတယောက်သွားတွေ့တယ်ဇိဘကဘာသူလဲဆိုလို့ရှိရင်ရှောလုရဲ့အမျိုးဒါကြောင့်ရှောလုရဲ့ကျွန်းလို့လည်းပြောလို့ရတယ်အမျိုးရင်းဖြစ်တယ်ဆိုတော့အဲ့လူကဒါဝိဒ်စီရောက်လာတဲ့အခါမှာဇိဘကိုဒါဝိဒ်ကမေးတယ်ရှိသေးလားပေါ့နော်ရှောလုအမျိုးငါယောနသန်ကိုဂျေဇုပြုချင်တော့ဆိုတော့ဇိဘပြန်ပြောတယ်ယောနသန်မှာချီမတန်တော့တဲ့သားတစ်ယောက်ကြံသေးတယ်သူဘာကြောင့်ချီမတန်လဲဆိုတော့ကျွန်တော်တို့အခန်းကြီး၄မှာတော့ကျွန်တော်သိခဲ့ပြီးသားပြီအပြေးနဲ့ချီချော်အထင်ကချော်လဲတဲ့အခါမှာနော်ချီနှစ်ဖက်စလုံးစွန့်သွားတယ်လမ်းလျှောက်လို့အဆင်မပြေတော့ဆိုတော့ကဲခုဘယ်မှာလဲပေါ့နော်ဆိုတော့ဒီလောဒီဘာရွာကအမီလာရဲ့တာမာခိရရဲ့အိမ်မှာရှိပါတယ်လို့ဖြေတဲ့အခါမှာတော့ခေါက်ခိုင်းတယ်ဆိုတော့မေဖိဘောရှက်ကဒါဝိဒ်စီကိုရောက်လာတယ်ကဲဆိုတော့မေဖိဘောရှက်ရောက်လာတဲ့အခါမှာဒါဝိဒ်ကမေဖိဘောရှက်လို့ခေါ်တဲ့အခါမှာကိုတော်ကျွန်ရှိပါတယ်လို့ဖြေတယ်ဒီစကားလေးရဲ့အဓိပ္ပာယ်ကိုကျွန်တော်ကြည့်တဲ့အခါမှာကြောက်ရွံ့ခြင်းဆိုတဲ့အားကိုကျွန်တော်တွေ့ရလိမ့်မယ်နှိမ့်ချခြင်းရိုးကျိုးခြင်းပေါ့လေဒီအဓိပ္ပာယ်တွေတွေ့ရတယ်ကိုတော်ကျွန်လို့သုံးတဲ့စကားဘာကြောင့်လဲဆိုတော့မေဖိဘောရှက်တကယ်တမ်းကျတော့လေသူကမင်းမျိုးမင်းနွယ်ပဲလေရှောလုရဲ့အမျိုးဖြစ်တာအောင်နော်ဆိုတော့ဒါပေမဲ့ဒီနေရာမှာဒါဝိဒ်ရှိမှာတော့သူကြောက်တယ်သူနှိမ့်ချတယ်အဲ့ချိန်မှာဒါဝိဒ်ကမစိုးရိမ်ဘူးအားပေးတယ်ဘာကြောင့်လဲဆိုတော့မေဖိဘောရှက်ကြောက်တာတဘာဝကြလားကြပါဘူးတတ်ပါတယ်တဘာဝကြတယ်ဘာကြောင့်လဲအရှိမဘယ်နှယောက်တည်ထားပြီးသွားပြီလဲရှောလုနဲ့ပတ်သက်တဲ့ဘယ်နှယောက်သူ့သား၄ယောက်လား၄ယောက်လားဆရာသား၄ယောက်လားမပါဘူးအများကြီးမတတ်ပြောဘူးဘာပြောရလဲဆရာကျွန်တော်တို့အရှိမှာလေကျွန်တော်အခန်းတွေမှာလေ့လာခဲ့တာလေဘယ်သူတွေတည်ခဲ့ကြလဲရှောလုနဲ့သား၃ယောက်တည်ခဲ့တယ်ဟုတ်လားဆရာရှောလုရဲ့စစ်ဘိုးအာဗနာအသက်ခံရတယ်လေနောက်ပြီးတော့ရှောလုရဲ့သားအရင်ဣရှဘောရှက်အသက်ခံရတယ်လေနော်ဒီကနေ့သူလုံးဒီတရင်တွေသူကြားပြီးသားပဲဖြစ်မှာပဲဒါကြောင့်မလို့ဒါဝိဒ်မတတ်မှန်းတော့သိတယ်ဒါပေမဲ့ဒီအချိန်မှာဘာဖြစ်ဖြစ်ဒါဝိဒ်လိုလူမျိုးရဲ့အရှိမရောက်လာတာသူ့တက်ကကြောက်စရာပဲလေဒါနော်ရှောလုရဲ့သားတွေတည်တယ်ဆိုတာကသူတိုက်ပွဲမှာတည်တာလေနော်ဒါပေမဲ့ဒီမှာကျတော့သူလုတ်ကြံခံရတဲ့သူတွေလေဟုတ်နေရာပါကြတော့နော်ဒါနိုင်ငံရေးအရာလည်းကျွန်တော်ပြောလို့ရတာပေါ့လေနော်ဂျွာဘဒါဂျွာဘနဲ့အတူနောက်ပြီးတော့ရေခတ်နဲ့ဘာနာတမှုနေရလေနော်ဆိုတော့သူတက်လိုက်ခြင်းအဖြစ်အာဗနာနဲ့ဒီဣရှဘောရှက်ဆိုတော့အဲ့ဒီအောင်လုံးကအရှိမတည်ထားတော့ဒါမေဖိဘောရှက်တော့ကဒါကြောက်စရာပဲလေနော်ဒါပေမဲ့ဒီအချိန်မှာဒါဝိဒ်ကအားပေးတယ်မကြောက်နဲ့မစိုးရိမ်နဲ့ယောနသန်အတွက်မင်းကငါဂျေဇုပြုမယ်ငါအမှန်တကယ်ငါဂျေဇုပြုပါမယ်လို့ကတိပေးတယ်အဲ့ဒီပြင်ကိုဒါဝိဒ်ကဘာပြောလဲဆိုတော့ရှောလုပိုင်နဲ့အမွေမြေတွေအားလုံးကိုမေဖိဘောရှက်ကိုပေးမယ်အပိုင်စားပေးလိုက်တယ်ရှောလုရထားတဲ့မြေတွေပေါ့နော်ဆိုတော့အဲ့ဒီချက်ကိုလုပ်ပေးတယ်နောက်ချက်ကဘာလုပ်ပေးလဲဆိုလို့ရှိရင်ဒါဝိဒ်ရဲ့ဇပွဲမှာသူ့ကိုနေတိုင်းစားရမယ်ဆိုပြီးအခွင့်ပေးတယ်မေဖိဘောရှက်ကိုခွင့်ပေးလိုက်တာဖြစ်တယ်တော့အဲ့စကားကိုကြားတဲ့အခါမှာပေါ့နော်ဒါဝိဒ်စီကသူဒါမျိုးလဲသူကြိုတင်လဲမျော်လင့်မှာတော့မဟုတ်ဘူး။ဘာကြောင့်လဲဆိုခေါ်တဲ့ကဘာအကြောင်းရှိမှမသိတာကြီး
ဒါဝိဒ်ကဂျေဇုပြုခြင်းလို့ပဲခေါ်လိုက်တယ်ဒါပေမဲ့မေဘီဘောရှက်ကဘာကြောင့်မှမသိဘဲနဲ့ရောက်လာတဲ့အခါမှာသူကြောက်တယ်ဒါပေမဲ့ဒီအချိန်မှာဒါဝိဒ်ပြောတဲ့စကားသူကြားတဲ့အခါမှာမင်းကဂျေဇုပြုမယ်မင်းအဘိုးပိုင်တဲ့မြေတွေအားလုံးငါပေးမယ်နောက်ပိုင်းမှာဒီရှောလူရဲ့ဂျုံကိုပါပြန်ပြီးလှုပ်ကြွေးခိုင်းတယ်ဒီအမွေမြေတွေနဲ့အတူပြီးတော့မှမင်းကငါရဲ့စပွဲမှာနေတိုင်းတော့ daily နေတိုင်းငါနဲ့အတူစားရမယ်ဆိုအဲ့ဒီစကားကိုကြားတဲ့အခါမှာမေဖိဘောရှက်ကပြန်ပြောတယ်ကျွန်တော်ကဘာလို့မလုပ်လဲဒီမှာသူ့ရဲ့စကားလုံးသုံးထားတဲ့ဟာလေးရတော့နော်ခွေးတီ ကျွန်တော်ကဲသူဖြစ်တော့ခွေးတီကောင်ကိုကိုတော်ကြည့်ရှုရမည်အကြောင်းကိုတော်ကျွန်ဒီအပေသို့တော်သူဖြစ်ပါသည်မျိုးဦးချပြီးပြန်လျှောက်တယ်ကျွန်တော်ကဘယ်သူမလို့လဲပေါ့ကျွန်တော်ကတန်ဖိုးမရှိတဲ့သူတနည်းအားဖြင့်အသုံးမဝင်တဲ့သူဘာကြောင့်မလို့ကျွန်တော်ကိုဂရုစိုက်ပြီးဒါမျိုးလုပ်ပေးတာလဲအမေပြောချက်ပြောစကားဟုတ်တယ်လေခြေတော့လဲမှာလမ်းမှာရှောက်လို့မရလဲဘယ်လိုသွားသုံးစားမလဲတာမန်လူတယောက်ယောက်ျားတယောက်လိုကြာကြာကြီးသူမလုံနိုင်တော့ဘူးလူကောင်းတယောက်လိုသူမရှောက်နိုင်တော့ဘူးအဲ့ဒီအပြင်သူ့အဘိုးနဲ့ဒါဝိဒ်နဲ့ကလည်းဆက်ဆံရေးကောင်းခဲ့တာလည်းမဟုတ်ဘူးဒါအဘိုးကတောက်လျှောက်တတ်ဖို့လုပ်ခဲ့တာအဖေနဲ့ကတော့တစ်မျိုးပေါ့နော်အဖေနဲ့ကတော့မိတ်ဆွေချင်းချင်းဆိုတော့ဘာကြောင့်မလို့ကျွန်တော်ကိုဒီလိုမျိုးကျေးဇူးပြုတာလဲလို့ဒါဝိဒ်ကိုမေးတယ်ဒါဝိဒ်ကတော့ဘာမှပြန်မပြောဒါပေမဲ့သူဘာလုပ်လဲဆိုရင်ဇီဘကိုခေါ်လိုက်တယ်အခုနဒီမေဖိဘောရှက်ကိုပေးထားတဲ့ရှောလူရဲ့အမွေမြေအားလုံးမှာစိုက်ပျိုးမွေးမြေအားလုံးကိုဒါစိုက်ပျိုးရေးပါညာအားလုံးကိုဒါဇီဘကတာဝန်ခံပြီးလုပ်ရမယ်ဇီဘမှာသား15ယောက်ရှိတယ်တဲ့ကျွန်တော်အယောက်20ရှိရလို့ရေးထားတယ်ဆိုတော့အဲ့ဒီလူတွေနဲ့ဒါအလုပ်လုပ်ရမယ်ပြီးတဲ့အခါမှာမေဖိဘောရှက်ကိုလှုပ်ကြွေးရမယ်ဒါမင်းသခင်ရဲ့ညီးဖြစ်တယ်ဒါကြောင့်လို့မင်းတို့အစင်ဆက်ဒါမေဖိဘောရှက်ရဲ့အောက်မှာအလုပ်လုပ်ရမယ်သူကိုလှုပ်ကြွေးရမယ်လို့ပြောတဲ့အခါမှာဒါဇီဘကလည်းဟုတ်ကဲ့ပါကျွန်တော်ပြောတဲ့အတိုင်းလုပ်ပါမယ်လို့ကတိပေးလိုက်တယ်ဆိုတော့အဆုံးသက်လေးကတော့ဒါမေဖိဘောရှက်ကဒါဝိဒ်ရဲ့သားအရင်းလိုပဲနေ့တိုင်းဒါဝိဒ်ရဲ့စပွဲမှာစားရတဲ့ခွင့်ကိုပေးတယ်လို့ဒီမှာဖော်ပြထားတာတွေ့ရတယ်။ Okay ဒါအခန်းကြီး9ဒါဝိဒ်နဲ့မေဖိဘောရှက်ရဲ့အကြောင်းလေးဖြစ်ပါတယ်။ဆိုတော့ဒီမှာတော့မေကွန်းလေးဒီအခန်းမှာတစ်ခုတည်းပေါ့နော်။ဘာကြောင့်မလို့ဒါဝိဒ်ကမေဖိဘောရှက်ကိုယေရှုပြုတာလဲယောနသန်နဲ့သူဗရိညင်ဖွဲ့တာတဲ့ယောနသန်သူဂတိပေးတာတဲ့ကျမထင်တာဖျားသခင်ရဲ့အလိုတော်အတိုင်းနဲ့ဖျားသခင်ရဲ့အလိုတော်အတိုင်းငါကျေးဇူးပြုစရာအခွင့်ရှိစေခြင်းကလို့ပြောတဲ့အတွက်ဒီလိုမျိုးကျေးဇူးပြုတာလည်းဖျားရဲ့အလိုတော်ကြောင့်လို့ပြောပါတယ်Okay. Okay. ဓမ္မရဆိုရင်ပထမဆောင်မှာသူယောနသန်နဲ့ပြောတာတဲ့ဟာရှိတယ်ဒါဝိဒ်လေဟုတ်တယ်မမှန်နဲ့မှန်နဲ့အန်တီတို့ဖျားခင်အလိုတော့အတိုင်းဆိုတဲ့စကားလုံးကြီးကဘယ်နားမှာအန်တီတွေ့တာလဲမသိနော်ဟွာလေးဆရာ3ပါလေတိုင်း3ဆရာကျမကငါကြည့်ရအောင် Okay thank you ဟုတ်တယ် Yes ဆိုတော့ယောနသန်နဲ့ပြုထားတဲ့ပရိညင်ကြောင့်လည်းပြောလို့ရတယ်လို့အခုနဖျားခင်အလိုတော်အတိုင်းဟုတ်တယ် Yes တခြားရှိသေးလားထပ်တော့မရှိနိုင်တော့ပေါ့နိုင်လားအခန်းကြီး9နဲ့ကျွန်တော်တို့ဆက်ပြီးစဉ်းစားကြည့်လို့ရှိရင်ဒီခဏနဲ့ဆက်ပြီးစဉ်းစားလို့ရှိရင်ခန်းကြီး9မှာဒါဝိဒ်ဘာဖြစ်ခဲ့လဲဆရာရဲ့ဂျေဇုပြုခြင်းသူခံရတယ်Yes ခန်းကြီး9မှာဘုရားရဲ့ကျေးဇူးပြုခြင်းသူ
Nene can la. အများကြီးခံရ Gigi or to can. ကြီးကြီးခံရတယ် So a kanji go ma yao la yao ba. That way. Kanji shikaruna, dining and on the criminal that. အောင်မြင်ခြင်းကြောင့်ကိုပြောတာဖြစ်တယ်ဆိုတော့အခန်းကြီး9လေးပေါ့သူ့ကိုဘုရားခင်ဂျေဇုကြီးကြီးပြုတာအခန်းကြီး10မှာလည်းသူစက်လိုက်တွေ့နေရတယ်လေနော် อืม အဲ့ဒါဘုရားခင်သူနဲ့ပြုတဲ့ပရိညင်ကိုတည်စီတယ်လေနော်သူကိုတိုင်းပြည်တခြားတိုင်းပြည်ရဲ့လေမှာကြီးမြတ်စေတယ်ဆိုတော့ဒီမှာကြည့်လို့ရှိရင်အခုန NDA ပြောရတယ်လေတော့ဆက်တာပေါ့နော်ဒါအခုနဒီအခန်းငယ်3ဘုရားခင်အလိုအတိုင်းကိုပြောတာဘုရားခင်ကဒါဝိဒ်ကိုဂျေဇုပြုတဲ့အတိုင်းဒါဝိဒ်မေဖိဘောရှက်တကယ်ပဲယောနသန်ကိုသူဂျေဇုပြုဖို့အတွက်မေဖိဘောရှက်ကိုသူရှာပြီးဂျေဇုပြုရတဲ့တွေ့ရတယ်။ဆိုတော့သူကိုယ်တိုင်ကဂျေဇုပြုခံရတဲ့အခါမှာဒါဝိဒ်ကမေဖိဘောရှက်ကိုလည်းဆက်ပြီးဂျေဇုပြုရဲဆိုတော့ကျွန်တော်တွေ့ရတယ်။ဆိုတော့ဘုရားခင်ဂျေဇုကိုပြုကြုံခံရတာကိုသူတစ်ပါးကိုလည်းသူဂျေဇုပြုဖို့ပြင်ဆင်တယ်ဆိုတာနားလည်ရတယ်ပေါ့နော်။ဘုရားခင်ရေဂယုနာကိုခံရတဲ့အတွက်ကြောင့်မလို့ဒါဝိဒ်ကလည်းဂယုနာကိုပြန်ပြတယ်ဆိုတွေ့ရတယ်။ဒါဝိဒ်နဲ့မေဖိဘောရှက်အဲ့ဒီအခန်းကြီး9နဲ့အခန်းကြီး9မှာလေတူတဲ့စာကြောင်းလေးတစ်ကြောင်းရှိတယ်။အဲ့ဒါဖာ။ ကျွန်ုပ်ဒီဘယ်သို့တော့သူဖြစ်ရပါတယ်နီးဥစားပြောတာလေမေဘီဘောရှက်ကြလဲ तू ကခွေးသေးကောင်လူဖြစ်တဲ့ तू ကဘာဥစားဆိုနှစ်ယောက်လုံးကနှိတ်ချတဲ့အရာတွေ့ရတယ်ဆရာ Yeah. ကျွန်ုပ်ဒီဥစားတာ Thank you. So မနေ့အဲ့ဒါလေးသတိထားမိကြဖြစ်တယ်နော်။ So အခန်းကြီး9မှာတော့လေဒါဝိဒ်ဘုရားခင်ဂျေဇုပြုခြင်းခံရတာ။ဘုရားခင်ကျွန်တော်ဘယ်လိုလူမျိုးမလို့လဲ။ဘုရားခင်ဒီလောက်ဂျေဇုပြုတာ။ဒီမှာလဲမေဖိဘောရှက်ကကျွန်တော်ကဘယ်သူမလို့လဲ။ဟုတ်တယ်ယောနသန်နဲ့ဒါမှကျွန်တော်အသုံးဝင်နေသူမှမဟုတ်တာ။သူ့ကိုသူခွေးသေးကောင်လို့တော့ပြောခွေးသေးကောင်ဆိုတဲ့အခါမှာသူတို့ရဲ့ terms အရာကသူတို့ချိန်တုန်းကရဆိုဒါလုံးဝကိုအသုံးမဝင်တဲ့သူလေ။ခွေးတော်မှာညညူးတဲ့အရာကိုပုံဆောင်တယ်လေခွေးဆိုတာ yes ဣသရေလမျိုးတာဒါပေမဲ့အဲ့ခွေးကသိနေပြီဆိုတော့ဘယ်ညညူးတဲ့ခွေးတဲ့ကောင်တား၍အစင်းနေသွားတယ်တန်ဖိုးတော်ပူရော့ကျသွားတယ်ဆိုတော့အတိတ်ပဲဖြစ်တယ်ကျွန်တော်အဲ့လိုလူမျိုးကိုဘာကြောင့်လို့ဒီလိုမျိုးဂျေဇုပြုတာလဲရှင်ဘရင်နဲ့တစပွဲတဲ့ထိုင်စားရတဲ့ခွေး why ဒီနှစ်ချက်ကဒါတော့ပြချော့ဒီညမှာဒီစကလုံးလေးပေါ့နော် the word study လို့မျိုးတော့ဖြစ်တာပေါ့နော် hesed ဆိုတဲ့စကလုံးမလား hesed လို့လည်းကတော့ဒါ Hebrew စကလုံးဖြစ်တယ် Asia ZD ဆိုတာသူကဒါအတန်တော့ကိုရေးပေးထားတာဖြစ်တယ် Hebrew ဘောကအောက်မှာရေးထားတယ်သူရဲ့အဓိပ္ပာယ်ဘာလဲဆိုလို့ရှိရင် mercy steadfast love covenant faithfulness ဒီလိုမျိုးလည်းအဓိပ္ပာယ်ရတော့ဆိုတော့ဒါဝိဒ်ကငါဂယုနာပြဖို့အတွက်သူရှာခိုင်းတယ်ဆိုတာအဲ့ဒီစကလုံး hesed ဆိုတဲ့စကလုံးကိုသူရေးထားတယ်ဒီငွေရင်းကျမ်းစာမှာအဲ့ဒီစကလုံးကဘယ်နာမှာထပ်တူထပ်မြသုံးထားလဲဆိုလို့ရှိရင်အောက်မှာကျွန်တော်ဒီမှာဖော်ပြထားတဲ့ယေရမိမိတန်းစာအခန်းကြီး3ငွေ20-23ထာဝရဘုရားကြီးသနာတော်မူရဲ့ဂယုနာတော်ကိုကျွန်တော်က is the same ပေါ့ ဆိုဒါဝိဒ်မေဖိဘောရှက်မှာပြတဲ့ဂယုနာကဒီဘက်ကဘုရားသခင်ဣသရေလလူမျိုးဒါယေရမိမိတန်းဆိုတဲ့စာဒီအနာမိတန်းစကားဆိုတဲ့ဟာကဟိုဒါယူရလူမျိုးဒုက္ခရောက်တော့ဒါတိုင်းတစ်ပါးသားကိုခေါ်သွားပြီနိုင်ငံတစ်ခုလုံးယေရုရှလင်မြို့တစ်ခုလုံးစုပ်ပြတ်တက်ပြီးကြံခဲ့တဲ့အချိန်မှာဒီမိတန်းစကားကိုသူဆိုတာလဲနော်ငိုတာလေဒါငိုခြင်းလို့လည်းပြောတယ်ဆိုတော့အဲ့ဒီအချိန်မှာဖယားသခင်ရဲ့ဂယုနာဒါကြံနေတာနေ့ရက်တိုင်းမှာဘုရားရှင်တနာတဲ့ဂယုနာအဲ့ဒီဂယုနာမထိုက်တန်မရတဲ့ဂယုနာတရားရပြီဘုရားသခင်ရဲ့မပြောင်းလဲတဲ့ဂယုနာဘုရားသခင်ရဲ့ဒါသစ္စာရှိခြင်းပေါ့ဒီအရာကိုဖော်ပြထားရမှာဒီ hesed ဆိုတဲ့စကားလုံးအတူတူသုံးနေတယ်ဆိုတော့ပြရတယ်ဆိုတော့ဒါဝိဒ်ကလည်းဘုရားသခင်ရဲ့ကျေးဇူးပြုခြင်းကိုသူခံရတာလေနော်ဒီဂယုနာကိုသူခံရတာဖြစ်တယ်မထိုက်တန်မနဲ့သူရတဲ့ခါမှာမေဖိဘောရှက်အတွက်ဒီဂယုနာကိုပြတယ်ဟုတ်တယ်မေဖိဘောရှက်အနေနဲ့ကတော့သူ့အတွက်ဘာမှလုပ်ပေးတာမဟုတ်ဘူးဒါပေမဲ့ယောနသန်နဲ့ပတ်သက်ပြီးတော့ဒါမေဖိဘောရှက်တော့ကသူတကယ်ကျေးဇူးပြုစရာဖြစ်တယ်ဆိုတဲ့အရာလေးကိုကျွန်တော်တွေ့ရတယ်โอเคဆိုတော့ဒါဝိဒ်ကမေဖိဘောရှက်ကိုကျေးဇူးပြုတယ်လို့ကျွန်တော်နားလည်လို့ရတယ်ဆိုတော့keywords ကဘာဖြစ်မလဲ
ဒါကတော့နည်းနည်းရှားတာခက်မလားမသိ ဟုတ်တယ်ရှာလို့မရအောင်ဆရာမပေါ့ ကျွန်တော်လည်းမလွယ်ခဲ့ဘူးဆိုတော့အတူတူပဲနော်ကဲမပေါင်မရဘူးဆိုတော့မဝေစားတော့ရမှာပဲဒါမှမဟုတ်အာဘူးပေါ့တရားရဘယ်ရလို့တင်လဲဒါမှမဟုတ် နှစ် โอเคအာဘူးပြော ပိုက်ငယ်ခုနှစ်လားဆရာ အပိုင်းငယ်ခုနှစ်ဝါโอเคတခြားသူပြောရှိသေးလား တစ်လားဆရာ မဟုတ် ကိုရော ရှစ်လို့မြင်နေမှာအခန်းငယ်ရှစ်အခန်းဒီကိုအခန်းငယ်ရှစ် အာ ဒီပေါ်โอเค yeah can be yeah it's possible ဟုတ်တယ်ဘာကြောင့်လဲသူ့ဘက်ကတုံ့ပြန်တာလေနော် okay ဟိုးစားလားဆရာ17လား ရှိရနေအောင်မှားနေလို့ကျွန်တော် channel လေးဆက်မေးနေတာမို့လို့သူတို့နဲ့တူလို့ရတယ်ပြဿနာမရှိဘူးသူတို့နှစ်ယောက်မှားနေလို့မဟုတ်ဘူးမအားဘူးမလာတော့ကျွန်တော်ဒီအနေနဲ့ကျွန်တော်တို့ဘယ်လိုမျိုး keywords ကိုမြင်လဲဒါကြောင့်ကျွန်တော်ပြောthere's no right or wrong နော်ဒါကျွန်တော်တို့ဒီကျမ်းစာကိုဒီအခန်းကိုကျွန်တော်ဖတ်တဲ့အခါမှာဒီဟာလေးတော့ကျွန်တော်တို့ keywords ဖြစ်မယ်လို့ကျွန်တော်မြင်မိတာမျိုးဆက်မပါတော့17နေပြီးပေါ်ရှက်ဒီရှင်မြေဤတာရင်ကဲ့သို့ဇပွဲပေါ်၌စားရ okay ဒါမို့လဲဟိုပါရှင်မြေစားပွဲ၌နေ့တိုင်းအစဉ်စားရဤဆိုရဲအဲ့ဒီ73မှာလည်းရှိတယ် okay ဖိုက်တယ်မနဲ့စားရတဲ့ဟာ နှစ်ခေါက်တည်းကြီးတာဟုတ်တယ် dạ yeah သုံးရော မှန် okay sorry ပြောရလားမသိ သုံးရောဆရာ ကဲငယ်တော့ okay ကျေးဇူးပြုတာခွင့်ရှိစေခြင်းက okay ဟုတ်ကဲ့ဒါလည်းပေါ်ပြထားတယ်ဟုတ်တယ်ဒါတစ်ခါလုံးကိုဒါလည်းပြောလို့ရတယ်ဒီပါစင်းနော် okay thank you ပြကျမဘာအခန်းကြီး8အခန်းငယ်8ကိုထင်တယ်ဆရာရဲ့ဘာကြောင့်လဲဆိုတော့သူ့ရဲ့နှိမ့်ချခြင်းပေါ့နော် ဒီဒီကောင်းပါ အာ okay မလာတော့ပြောပါလေနော် okay okay အမေတူပဲလေတူလည်းဘာမှမဖြစ်ဘူးတူလို့ဆိုတာဖြစ်တူလည်းဘာမှမဖြစ်ဘူးကောင်းတော့တူတော့ပေါ်တော့မရှိသေးတာပေါ့ okay ကျွန်တော်စင်ကြမိတဲ့ကောင်ကတော့ကျွန်တော်တော့ခုနှစ်ကိုတော့ကျွန်တော်ဒီဘက်ကိုရွေးလိုက်တယ်ပေါ့လေနော်ဟုတ်တယ်ဟိုတခြား byte တွေကလည်း keywords ဖြစ်ဖို့လားအဲ့မှာကျွန်တော်လည်းဘယ် byte ကများဒါဒီခန်းလုံးကိုခြုံတာဖြစ်မလဲပေါ့နော်ဆိုတော့ဒီမှာဒါဘာကြောင့်ကျွန်တော်ရွေးလိုက်လဲဆိုတော့ဒီမှာဒါဝိတ်ကောဒါဝိတ်လို့ပြီးတဲ့အရာပေါ့နော်ဒါအသေးစိတ်လေးကိုဒီမှာဖော်ပြထားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ yeah thank you ငယ်တစ်ကောင်ဖြစ်နိုင်ပါဆရာ အငယ်ရှိဟုတ်တာပေါ့ဆရာအခုနအငယ်ရှိတာ3ယောက်ဖြစ်သွားပြီဒါဆိုကျွန်တော်ငယ်ရှိကိုပြောင်းတော့မယ်3ယောက်တော့ဖြစ်သွားပြီဆိုတော့ ဟုတ်ဆရာငယ်တစ် ငယ်တစ်ပြောတာဆရာ ငယ်တစ်ဟုတ်ကဲ့ဆရာ ယောနန်တဲ့ကျေး ယေစုပြုတာဟော အဲ့ကျွန်တော်တို့နာမအငယ်ခုနှစ်ကိုမြင်ပါတယ် ဟုတ်ကဲ့ thank you နှစ်များတယ်အဲ့ဒါဆိုခုနှစ်မင်းများ ဆိုတော့အဲ့လိုဒါကျွန်တော်တို့ဒါအတူတူကဒါလေ့လာနေလေ့ကျင့်ရင်းနဲ့ဒါနောက်ပိုင်းပို့လွယ်သွားအောင်နော်ကျွန်တော်စမ်းစာမှာအခန်းထဲမှာကျွန်တော်တို့ဒီ keywords တွေကိုကျွန်တော်တို့ရှာလိုက်တော့အဲ့လို तू ကတစ်ခေါက်တည်းနဲ့မရအောင်အဲ့ဒီလိုမျိုးရှာတယ်တစ်ခေါက်တည်းဖတ်ပဲတော့မထောက်တွေ့ဟိုတခုပဲရှိတာပေါ့လေအရင်ကြီး obvious ပြင်ပေါ့နှစ်ခေါက်သုံးခေါက်အောက်တော့ရေးထားရင်တော့ဒါသိကြတာပေါ့ဒါပေါ့နော်ဒါပေမဲ့အခုလိုမျိုးကြတော့ဒါသေချာလေးကျွန်တော်သိတာချင်းဘယ်ဟာများဖြစ်မလဲပေါ့နော် okay ဒါဆိုကျွန်တော်တို့3ခန်းဒီနေ့ပြီးသွားပြီဒါဝိတ်ကိုဖျားခင်ပြင်ရင်ပြုတယ်ဒါဝိတ်ကိုတိုင်းနိုင်ငံတွေပေါ်အောင်မြင်ခြင်းခွင့်ပေးတယ်ဒါဝိတ်က baby worship ကိုကျေးဇူးပြုတယ် yes okay ဒီနေ့ပတ်သက်ပြီးမေးခွန်းနဲ့ကျွန်တော်တို့ဖြေပြီးသွားပြီအခုကတော့ကျွန်တော်တို့ဒါ reflection အချိန်ပေါ့နော်ဒါကျွန်တော် personal reflection အတွက်ကျွန်တော်မေးခွန်းလေးတွေယူလာပါတယ်လို့ ไม่รู้ว่าอาจารย์ให้พูดแต่จะไม่ ဘု ให้ ရားသခင်ရဲ့အမှုတော် แต่ အတွက်ကိုကျွန်တော်တို့လှုပ်ဆောင်ခြင်းတဲ့အရာတစ်ခုခုရှိလိမ့်မယ်ပေါ့နော် ม
အဲ့ဒီကျွန်တော်တို့လှုပ်ဆောင်ခြင်းတွေရအောင်ဘုရားခင်ကကျွန်တော်တို့မခိုင်းပဲနဲ့သူတစ်ပါးကိုခိုင်းပြီးတော့အဲ့လူတရားအားဖြင့် BCC လိုက်တယ်ဆိုလို့ရှိရင်ဒီရကိုကျွန်တော်တို့ဘယ်လိုမျိုးခံယူမလဲဘယ်လိုတုံ့ပြန်ဒါဝိရဲ့အသက်တာမှာအခန်းကြီး9ထဲမှာကျွန်တော်တွေ့ခဲ့ကြတယ်ဒါကြောင့်ကျွန်တော်ဖျားစင်တော့အရင်လှုပ်ချင်တဲ့အရာတွေမရှိလားကဏ္ဍတွေမရှိလားလှုပ်ပြီးချင်တဲ့အရာတွေရှိတယ်ကျွန်တော်ရှိတယ်ကျွန်တော်လည်းဒါဝိလိုမျိုးနှလုံးသားရှိကြတဲ့သူတွေပါပဲငါဖျားစင်တော့ဒါလေးတော့ဒါပေမဲ့အဲ့ဒီချိန်မှာအခွင့်မရလိုက်ဘူးအကြောင်းတစ်ခုကြောင့်ဒါဝိနဲ့တော့ကျွန်တော်တို့ equal တော့မဖြစ်ဘူးเนาะဒါပေမဲ့ကျွန်တော်လည်းအကြောင်းတစ်ခုကြောင့်ပါအခွင့်မရဘဲနဲ့ကျွန်တော်တို့လှုပ်ချင်တဲ့ຢာလေသူတစ်ပါးလှုပ်ခွင့်ရတာသူတစ်ပါးအဖြစ်ပြီးသွားတယ်ဗျာအဲ့ဒီချိန်မှာကျွန်တော်တို့ဘယ်လိုမျိုးတုံ့ပြန်တကယ်ပြည့်ကျွန်တော်အဲ့ဒီချိန်မှာဝမ်းသာနိုင်လားကျင်းတတ်နိုင်မလား ဝမ်းတာရမှာပေါ့ Thank you Andy for the honest answer မာပေါ့ဆိုတဲ့စကားလုံးသဘောရဝတ်တာပါတယ်မို့ဝတ်တာရမှာပေါ့ ဒါရမှာပေါ့ဆိုတော့နော် yes ကျွန်တော်တို့ယုံကြည်သူရဲ့သက်တာမှာဒါဖြစ်တတ်တယ်အသင်းတော်ထဲမှာဒါဖြစ်တတ်တယ်နော်ဒီနေရာလေးကငါလှုပ်ချင်တဲ့နေရာလေးပေါ့လေဒါပေမဲ့ငါ့ကိုမခိုင်းဘူးဘုရားခင်ကသူများကိုခိုင်းသွားတယ်အမလေးအဲ့ခိုင်းတဲ့လူကြောက်လဲအဆင်ပြေလိုက်တာအဲ့ဒါကိုကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်ဒါကိုဘယ်လိုလေးတုံ့ပြန်ကြဘယ်လိုခံယူလဲဒါဝိဘယ်လိုခံယူသွားလဲဆိုရင်တော့ तू ကတော့ okay အဖေလှုပ်တဲ့ okay အဖေမခိုင်းလဲသားခိုင်းမယ်ဆိုတော့လှုပ်ပေါ့ဘုရားခင်လှုပ်ပေါ့နော်ဘုရားခင်လှုပ်ဒါလေးကိုကျွန်တော်ဒီဒါဝိအိမ်တော်ဆောက်တဲ့အကြောင်းကိုကျွန်တော် church မှာတရားဟုတ်ပြီး building fund တော့ဒါဝိနှလုံးသားသူ့ရဲ့ focus are very clear ဒါဝိကလေသူလှုပ်ချင်တာကအိမ်တော်ဆောက်ဖို့ပဲဘယ်သူစောက်ကိစ္စမရှိဘူးအဓိကအဲ့အိမ်တော်ဆောက်ဖို့အဓိကပဲဒီ focus ဆိုတော့ကျွန်တော်တို့လည်းဒီမှာလဲကျွန်တော်ဒီ question လေးကိုကျွန်တော်ကြည့်တဲ့အခါမှာဘုရားသခင်ရဲ့အမှုတော်ပြီးစီးဖို့တော့ကကျွန်တော် focus yes အဲ့ဒါမျိုးထားလိုက်ရင်အဲ့ဒါမျိုးခံယူလိုက်လို့ရှိရင်ကျွန်တော်တို့လည်းအဆင်ပြေသလိုဘုရားသခင်ရဲ့အမှုတော်တက်လည်းအဆင်ပြေလို့ဘုရားသခင်ဘုန်းတော်တင်ရှာ and then okay ဘယ်သူဘုရားသခင်ဘယ်သူကိုခိုင်းနိုင်လဲကွအဲ့ဒီကိစ္စကိုငါလုပ်ချင်တာငါ့ကိုမခိုင်းဘုရားသခင်ဘယ်သူကိုခိုင်းနိုင်လဲကဲပြောအဲ့ဒီလူကငါလိုက်ကိုညီမယ်ဇာတိသဘောရဆိုရင်တော့ငါမလုပ်ရတဲ့အတွက်ကြောင့်မလို့အဲ့ဒီကိစ္စကငါလိုက်ဖြတ်မယ်လို့တွေးကောင်းတွေးစရာအကြောင်းရှိတယ်ဇာတိသဘောနဲ့ဆိုရင်တော့တချို့တွေကရှိတယ်ကိုလည်းကိုရှင်လုံရမှကိုကျင်တတ်တာလေနော်ဒီနေရာမှာဒါဝိကကြဘယ်လိုဖြစ်နေလဲဆိုတော့တော့ကျတော့ဘုရားသခင်ယေရှုလောလက်ကြီးတော့ခံစားနေရတဲ့အချိန်ကဖြစ်နေတာတကြောင်နောက်တစ်ခုကကျသူ့သားဖြစ်နေတယ်ကျခိုင်းရတော့သူ့သားဆိုတော့ကိုယ်ကရှာစတယ်ရောမဟုတ်သူတို့ကသူ့သားမို့လို့ရှိရင်တမျိုးတမျိုးอ่ะရှောလူရဲ့မျိုးဆက်တယောက်လာဆိုတော့နည်းနည်းတော့သူလည်းဖွင့်ဖူးဒီဒါ outside တော့ဖြစ်သွားတာပေါ့နော်ဒီတော့မှမပြောထားတဲ့ကောင်ကျွန်တော်မှန်းလို့တော့မရဘူးလေဒါပေမဲ့ဒီမှာအေးပေါ့ကျွန်တော်တို့ဒီကျမ်းစာထဲမှာကျွန်တော်ဖော်ပြထားသလားဆိုတော့မှန်းလို့ရတာဒါဝိကဘသူသူ့သားဆောက်လဲ okay ဆိုတဲ့ကောင်မှာ yeah maybe ကျော်လူညီးဆောက်လဲ okay မဲ့သဘောတော့ရှိရဘာကြောင့်ကျွန်တော်အဲ့ဟာမျိုးကိုအတိအကျပြောနေတော့သူ့ရဲ့ focus ကြောင့်ဖြစ်တယ်သူစောက်ရဖို့တကအဓိကမဟုတ်ဘူးဒါပေမဲ့အဲ့ဒီထာဝရဘုရားရဲ့တက်တာတော့ကအဲ့ဒီသူ့ထက်သာတဲ့နေရာမှာရှိနေရမှာအဲ့ဒါကသူ့ရဲ့ဖြစ်တယ်သူ့ရဲ့အကြံစီပေါ်လာတဲ့အရင်းမြစ်ကိုကျွန်တော်တို့လိုက်ကြည့်လို့ရှိရင်အဲ့ဒါတော့တွေ့ရလိမ့်မယ်ဟုတ်ဘာမှမသိပါဘူးကွာအိမ်လေးစောက်ရင်ကောင်းပါပဲဆိုပြီးတော့သူထဆောက်တာမဟုတ်ဘူးသူ့ရဲ့ခံယူချက်ကသူ့ focus ကငကိုတွေက foundation ကအရန်ရှင်းတဲ့အခါမှာလေနော်အဲ့ဒါလေးကိုတွေ့ရတယ်ဆိုတော့ yeah နော်ကိုမော yeah thank you ကိုမောဆိုတော့ကျွန်တော်တို့အသက်တာမှာလဲပေါ့ဒါလေးကကျွန်တော်သိယူစီရလေးပေါ့နော်
ငါဒီနေရာမှာဖျားခင်ငါ့ကိုမတုံးရင်လေတုံးသွားတဲ့သူကငါဝမ်းမြောက်မယ်ငါအဲ့ဒီအတွက်ကိုငါကူညီမယ် Amen. ဒါဝိတ် support လုပ် ဟုတ်တယ် support တချို့နေရာတွေကတချို့ ministry မှာလေအဲ့ဒီ supportive role ကလေတော်တော်အရေးကြီးရနော်ထားလိုက်ပါတော့ ministry ကျွန်တော်တို့အခုဆိုအမှုတော်ဆောင်နေအနေနဲ့မထားပါတော့ကျွန်တော်ဆရာမျိုးသူတို့ကျွန်တော်ဆရာဘုတ်တို့စသဖြင့်ကျွန်တော်ရဲ့ဇနီးတယ်ဒါ supportive role တွေဆရာဘုတ်တို့ဆရာမျိုးသူတို့ဒါစင်မောအမြဲတမ်းလို့တွေ့ရမှာပဲဆရာမကူတို့ဆရာမမိုရင်းတို့ဆိုတာစင်မောအမြဲတမ်းတွေ့ရမှာမဟုတ်တယ်ဒါပေမဲ့သူတို့ရောအရင်ကြီးကြည့်တယ်ဒါအမှုတော်ဆောင်နေတာဒါဇနီးမောင်နှံနေနဲ့ပြောတာပေါ့နော်သူတို့အရေးကြီးတယ်ဆိုတဲ့အခါမှာဒါတော်တော်ကိုအရေးကြီးတာအမှုတော်ဆောင်တယောက်ကဒါဇနီးတွေကတော်တော်အရေးကြီးတယ်ဟိုကျွန်တော်တို့တာမန်ယောက်ျားတွေတော့ကတော့ပြောတဲ့စကားရှိတယ်နော်အောင်မြင်တဲ့ယောက်ျားတိုင်းရဲ့နောက်မှာတဲ့ဒါထူးချွန်တဲ့ဇနီးတွေရှိတယ်လို့ပြောတာဆိုတော့အမှုတော်ဆောင်တွေတကယ်ကိုအမှုဆောင်နိုင်ဖို့အတွက်ကလည်းသူ့ဇနီးတွေကအထောက်ပံ့တယ်သူတို့ကိုယ်တိုင်ကတော့ဒီနေရာမှာတော့မရှိဘူးပဲဆိုတော့အသင်းတော်မှာတခြားခန္ဓာတွေမှာလည်းဒီတိုင်းမှာပဲနော်ကျွန်တော်တို့အခုခေါင်းဆောင် level တွေရှိမယ်ဗျာ EC level တွေရှိမယ် deacons level တွေရှိမယ်ဒါပေမဲ့ကျွန်တော်တို့အဲ့နေရာကိုမရောက်ပေမဲ့လည်းဘုရားခင်ကျွန်တော်တို့အဲ့နေရာမှာမသုံးသေးပေမဲ့လည်းဒီနေရာတွေအတွက်ကျွန်တော်တို့က supportive အမြင်အားကျွန်တော်တို့လုပ်ပေးဖို့လည်းရှိတယ်တခြားဘယ်နေရာပဲပြောကော်မတီခေါင်းဆောင်ပဲပြောမလား cell group ခေါင်းဆောင်ပဲပြောအောင်မလားနောက်ဆုံးเนาะဒါကျွန်တော်တို့အားလုံးကလေအတိကကျွန်တော် focus ပါလဲဆိုဘုရားခင်အမှုတော်ဘုရားခင်အသိတော်this is our focus this should be our focus ဒါဆိုလို့ရှိရင်ကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာစိတ်လဲတာပြီးရှင်းဖို့ရှိတယ်တာ၍လည်းပါဝင်လာဖို့ရှိတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်နားလည်လို့ရ okay ဒုတိယမေးခွန်းလေးတော့ကြည့်အောင်ကျွန်တော်ရဲ့တက်တာမှာဘုရားခင်ကျွန်တော်တို့ကိုဘယ်လောက်ထိကျေးဇူးပြုခဲ့လဲနောက်တစ်ဆင့်ကဘုရားခင်ဘာကြောင့်မလို့ကျွန်တော်တို့ကိုကျေးဇူးပြုရလဲJa, Tarata be. ဟုတ်တယ် ချစ်လို့ပါဗျာ ဟုတ်တာဗော thank you ဟုတ်ကြပြောကြပါဦးဘုရားခင်ဘယ်လောက်ထိကျေးဇူးပြုလဲဒါဝိပြုတဲ့ကျေးဇူးကအကြီးကြီးပဲလို့ကျွန်တော်တို့ကပြောတယ်ကျွန်တော်တို့ဘုရားခင်ပြုတဲ့ယေရှုဒါဝိကိုပြုတာတော့ကိုကြီးလား ယေရှုခရစ်တော်အဖြစ် yeah ဘာလို့ထာဝရတဲ့ ဆိုဘုရားခင်ကထာဝရကာလအထိကိုကျွန်တော်တို့ကျေးဇူးပြုတာဖြစ်တယ်ထာဝရကာလအထိကိုရွေးနှုတ်တာဖြစ်တယ်အဲ့ဒါထာဝရသက်เนาะကျွန်တော်ပြောကြတယ်ဆိုတော့ဘာကြောင့်မလို့ကျေးဇူးပြုတာလဲဘာကြောင့်မလို့ဘုရားခင်ကျေးဇူးပြုတာမတို့အဖြစ်ဖျားသခင်ရဲ့ဘုံကိုထင်ရှားစေဖို့ဖျားရဲ့ချစ်ချင်းမြတ်တာတွေသိစေဖို့ okay ဟုတ်ပါတယ် ကျမတို့ကိုဘုရားသခင်ကကဘာမတီးမရှိမီတဲ့ရွေးကောက်ထားတဲ့အတွက် ဒါကြောင့်လို့ရွေးစရာမရှိလို့ကျေးဇူးပြုရတာလားအန်ဒီနောက်တော့အဲ့ဒါကြောင့်လေကျမတို့တွေကဖျားရဲ့တနာချင်းကယူနာကိုကျမတို့နေ့စဉ်ခံစားရတယ်လေအဓိကတော့ကျမတို့ရဲ့ဖျားသခင်ကိုယုံကြည်ခြင်းပဲပေါ့ဆရာရဲ့ကျမတော့မပြောတတ်တော့အကြောင်းကျေးဇူးပြုရတာ ဆရာလူသားတိုင်းကဲတင်ခြင်းရရှိဖို့အတွက် ကျွန်တော်တို့က okay သူသားသမီးဖြစ်လို့ပေါ့ဆရာ ဒီပေါ့ သူဖန်ဆင်းထားတဲ့သားသမီး ဆရာဖောက်ရင်ကျမတို့ သူသားဖြစ်လို့သူကျေးဇူးပြုတာသူချစ်တဲ့သားသမီးတွေ ဒီနေ့ story လုပ်ခဲ့တာခန်းကြီး9ခန်းကြီး10ခန်းကြီး9 okay ဒီထဲမှာကျွန်တော်တို့ reflect လုပ်ခဲ့ ဟိုတင်ခဲ့တဲ့ခါနဲ့ပြောလို့ရှိရင်ဒါဝိလိုမျိုးပေါ့ unconditional love unconditional နဲ့ကျေးဇူးပြုတယ်
တင်ထားတဲ့အတိုင်းပြောမယ်ဆိုဒါဝိတ်လေဖျားကဒီ unconditional လေကောင်းချင်းမကောင်းချင်းပုံမှာသူ့ကိုကျေးဇူးပြုတာမဟုတ်မပေါ့တို့လည်းဖျားကကောင်းချင်းမကောင်းချင်းနဲ့ဥစားတာမဟုတ်လေနော်တရားဟုတ်တယ် thank you မပေါ့ကိုရစားဒီကြည့်အောင်ကိုရစားဒါဆိုကျွန်တော်တို့ဘာအတွက်ကြောင့်မလို့ကျေးဇူးပြုတာလဲမဆိုးသိဖြေချင်လားမသိနော်ဒီဘက်ကိုကျွန်တော်ချက်လန်းတွေ့နေလို့ချောင်းကြည့်နေတယ်တရားချစ်လို့ပေါ့ကျေးဇူးပြုခြင်းနဲ့ဘုရားဖြစ်တယ်လေဆရာဟုတ်တယ်ဘယ်နဲ့အားလုံးဖြေသွားတယ်ဟုတ်ကဲ့ပရိညင်နဲ့ရောပတ်သက်လားဆရာဟုတ်ကဲ့ဆရာဆိုအားလုံးဖြေသွားတဲ့ဟာ agree ဖြစ်ပါတယ်မှန်ပါတယ်နော်ဆိုတော့ဘုရားခင်ကျွန်တော်တို့ကိုကျေးဇူးပြုခြင်းနဲ့တရားဖြစ်တယ်ဒီနေ့မှာကျွန်တော်နေရကျွန်တော်ဘယ်လိုမျိုးမြင်မိလဲပေါ့နော်ဒါဝိတ်နဲ့မေဖိဘောရှက်မှာတူတဲ့စကားလုံးပေါ့နော်ဘုရားခင်ကျွန်တော်ဘယ်လိုလူမျိုးဖြစ်လို့ဘုရားခင်ကျေးဇူးပြုရတာလဲတကယ်ဖြင့်ကျွန်တော်ကဘုရားခင်ကျေးဇူးပြုခြင်းခံထိုက်တဲ့သူမို့လို့လားဒီမေကုံကိုကျွန်တော်စဉ်းစားကြည့်တဲ့အခါမှာဘုရားခင်ကျွန်တော်ကိုကျေးဇူးပြုစရာတကယ်တော့ဘာအကြောင်းမှမရှိတာ yes ဘာအကြောင်းမှမရှိတာဒါပေမဲ့တစ်ဖက်ကပြန်စဉ်းစားကြည့်လို့ရှိရင်သူ့ရဲ့တစ်ဖက်သက်မြတ်တာသူ့ရဲ့ဂယုဏ hesed love နော်သူ့ရဲ့ကောင်းခြင်းမကောင်းခြင်းပေါ်မှာအခြေမခံတဲ့မြတ်တာတနည်းအားဖြင့်အခုနကပြောဗဒိညင်တရားတဲ့ဘုရားသခင်ကျွန်တော်တို့ကိုယေရှုရဲ့အပြင်ရွေးနှုတ်ထားတဲ့အခါမှာကျွန်တော်တို့ရွေးနှုတ်ထားခြင်းခံထားရတဲ့သူတွေတောင်မှနေ့ရက်စဉ်တိုင်းမှာကျွန်တော်ကောင်းတဲ့သူတွေမှမဟုတ်တဲ့ဟာကြီးနေ့ရက်စဉ်တိုင်းမှာပြောတာလေနော်ကောင်းတဲ့နေ့လည်းရှိပါတယ်ဒါပေမဲ့ဆိုးတဲ့နေ့လည်းရှိတာ yes ကောင်းလိုက်ဆိုးလိုက်နဲ့ဖြစ်နေတဲ့လူတွေဘုရားခင်ကျေးဇူးပြုတင်လားဘုရားခင်ကျေးဇူးပြုလားဆိုပြုပါတယ်ပြုတာတော့မှဘယ်တော့မှမပြတ်တော့တဲ့ပြိညုံပြုတာလေနော်နောက်ပဲဆိုတော့ဘုရားခင်ကျွန်တော်တို့ပြုတဲ့ကျေးဇူးအရန်ကြီးတယ်ဒါဝိတ်ကိုပြုရတဲ့ပိုကြီးတယ်ဘာမှကိုကနေတော့မှ initiate မလုပ်ရနဲ့ဘုရားခင်ဘက်ကစပြီးတော့ initiate လုပ်တာလေဒါဝိတ်တောင်မှသူကမှဘုရားခင်ကိုတော့ကိုကျေးဇူးတင်လို့ကျွန်တော်ဘုရားခင်တော့ initiate ဆောက်ပေးခြင်းတယ်လို့သူကဆန္ဒရှိတာလို့ဘုရားခင်ဒီလိုပြင်းပြတာကျွန်တော်တို့ကိုကြတော့ယေရှုခရစ်ဆိုတာမင်းတို့အသက်ပေးတဲ့ဘုရားဖြစ်တယ်ယုံကြည်ရင်ကယ်တင်ခြင်းတို့ရောက်တယ်လို့ဘုရားခင် initiate လုပ်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့တော့မသိဘူးပါဘုရားခင်ကျွန်တော်တို့အရင်ခေါ်တာဖြစ်တယ်ဘုရားခင်ကျွန်တော်တို့ပို့ပြီးကျေးဇူးပြုတယ်ကျွန်တော်တို့ကအာဗြဟံနဲ့မဆိုင်တဲ့အမျိုးတွေလေဒါဝိဒ်ရဲ့ပဋိညာဉ်နဲ့မဆိုင်တဲ့အမျိုးတွေဖြစ်တယ်ဒါပေမဲ့ဘုရားခင်အဲ့ဒါကိုယေရှုခရစ်အားဖြင့်ကျွန်တော်တို့ကိုဆက်ဆိုင်စေတာဖြစ်တယ် amen yeah ဆိုတော့ဘုရားခင်ကျေးဇူးပြုခြင်းကိုကျွန်တော်နားလည်ရပါတယ်နော် yes တတိယနဲ့နောက်ဆုံးမျိုးကနေကကျွန်တော်တို့အတွက်မေဖိဘောရှက်ကပုံများဖြစ်နိုင်တယ်ဒီနေ့အပြင်ကျွန်တော်တို့ပြန်ပြီးကျေးဇူးပြုရမယ်ဘယ်လိုဖြစ်နိုင်လဲကိုနဲ့ဆက်ဆိုင်တော့သူ thank you မောင်ဝိဇာမောင်ဝိဇာဖြေသွားတဲ့ဖြေကတော့ဒါအားလုံးခြုံပြီးတော့ဖြေတာပါဒီမှာကျွန်တော်စဉ်းစားဆင်ခြင်စီချင်တာကကျွန်တော်တယောက်ချင်းစီတိုင်းအတွက်အခုနမောင်ဝိဇာပြောလိုက်တယ်ဘယ်သူကအဲ့ဒီကိုနဲ့ဆက်ဆိုင်တော့သူဖြစ်မလဲအဲ့ဒါကိုစဉ်းကျင်စီတာကိုနဲ့ဆက်ဆိုင်တော့သူပြောတော့မှာ it's very widely နော်ဘယ်သူကိုပြောတာလဲလို့ကျွန်တော်တို့အတိအကျပြောပြလို့ရကြမှာရမယ်ဒါပေမဲ့ဒီနေရာမှာဖြေဖို့မဟုတ်ဘူးဒါလေးကကျွန်တော်တို့ကိုယ့်ကိုပြန်စဉ်းစားဖို့ဖြစ်တယ်ဘာလို့ကျွန်တော်တို့တယောက်ချင်းစီတိုင်း maybe portion ကမတူနိုင်ဘူးဘုရားခင်ကျွန်တော်တို့ကိုဘယ်သူကိုကျေးဇူးပြုစေချင်လဲဘုရားခင်ကျွန်တော်တို့ကိုဘယ်သူကိုကျေးဇူးပြုဖို့အတွက်အလိုတော်ရှိလဲကျွန်တော်တို့ကိုယ်တိုင်ကဘုရားခင်ပြုတဲ့ကျေးဇူးအကြီးခံစားတဲ့အခါမှာကျွန်တော်တို့ဘယ်သူကိုပြန်ပြီးကျေးဇူးပြုအောင်ဒါဝိဒ်ရှာလို့မျိုးကျွန်တော်တို့ဒီနေ့ကျွန်တော်တို့မေဖိဘောရှက်ဘယ်သူလဲကျွန်တော်တို့ရှာဖို့ဖြစ်တယ် amen ဆိုတော့ဒီအခန်းကြီး9အခန်းကြီး10အခန်းကြီး9ကိုကြည့်တဲ့အခါမှာဘုရားသခင်ကိုဒါဝိဒ်မြင်တဲ့အခါမှာပေါ့နော်
ဒါဝိနားလေလာတဲ့အခါမှာကျွန်တော်ဘာလို့ရလဲဆိုဘုရားခင်ကြီးမြတ်ခြင်းကိုမြင်ရလေလေဘုရားခင်အရှိမပို့ပြီးနှိမ့်ချလာနိုင်တယ်ဆိုတော့ Yes ဘုရားခင်ရဲ့တန်ရှင်းခြင်းကိုမြင်ရတဲ့အခါမှာကိုယ့်ရဲ့ညဉ့်ညူးခြင်းကိုလည်းမြင်ရတာရတယ် Yeah ဘုရားခင်ကောင်းမြတ်ခြင်းကိုမြင်ရတဲ့အခါမှာကျွန်တော်ရဲ့ရုံ့ပြန်ခြင်းကိုပို့ပြီးမြင်ရတယ်ဘုရားခင်တတ်နိုင်ခြင်းကိုမြင်ရလေလေကျွန်တော်တို့ရဲ့အားနည်းချက်ကိုပို့ပြီးနားလည်လေ Yes ဘုရားသခင်ရဲ့ကျေးဇူးပြုခြင်းကိုတာ၍နားလည်လေလေဘုရားသခင်နာမကိုတာ၍ချီးမွမ်းဖို့အကြောင်းဖြစ်လာတယ်ဆိုတော့ဒီနေ့ကျွန်တော်အားလုံးဒီဒါဝိဒ်နဲ့ဘေဘီဘောရှက်အတူတူမေးခဲ့တဲ့မေကုန်းလေးတော့ဘုရားသခင်ကျွန်တော်တို့ကဘယ်သူမလို့ဘုရားသခင်ဒီလောက်ထိကျေးဇူးပြုလာတယ်ဆင်ခြင်မှုဖြစ်တယ်အစိုးမရှိတဲ့ဘုရားသခင်ကယုနာနေ့ရက်တိုင်းမှာအသစ်ဖြစ်တဲ့ကိုယ်ရဲ့ဂယုဏအကြောင်းသားလည်းကျွန်တော်တို့ကဲတင်တယ်ကျွန်တော်တို့ကိုကျေးဇူးပြုတယ်ဆိုတာတာ၍နားလည်ရတော့ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်သင်ကဲ့သို့ဒီနေ့ပွင့်နေပြီးတော့နောက်နေ့ညှိုးမဲ့မတည်မြဲတဲ့ကျွန်တော်တို့လူသားတွေကိုဘုရားခင်ဂယုပြုတဲ့အထိဘုရားခင်မြတ်တာကိုကျွန်တော်တို့ပုံမှာပြတော့ကြောင့်ကျေးဇူးကိုချီးမွမ်းပါတယ်ကောဘုရားခင်ကျွန်တော်တို့နေ့ရက်စဉ်တိုင်းမှာဘုရားခင်ရဲ့ကျေးဇူးကိုတည်ကျွမ်းခြင်းကတာပြီးကြီးထွားစေပါကိုရောဘုရားခင်ရဲ့ဂယုဏကိုနားလည်ခြင်းကတာပြီးတိုးပွားစေပါကြီးရင်စေပါတို့ရဲ့ဘုရားခင်ရဲ့ကြီးမြတ်ခြင်းကိုမြင်ခြင်းကတာပြီးဘုရားခင်မြင်ပါမိကြောင်းကျွန်တော်ရဲ့မျက်စိတွေကိုတာယူဖြစ်ပါမိကြောင်းဆုတောင်းပါဘုရားခင်ရဲ့ကျေးဇူးပြုခြင်းကိုခံရတယ်လို့မျိုးတပါးသူကိုလည်းသား၍ယေရှုပြုနိုင်တဲ့သားသမီးတယောက်စီတိုင်းဖြစ်ပါမိကြောင်းကျွန်တော်တို့ရဲ့အသက်တာများအသီးသီးကျေးဇူးတော်ကိုချီးမွမ်းလျက်လက်တော်အနန္တခါမှာယေရှုဘုရား၏နာမတော်မြတ်၌ယုံကြည်လေးမြတ်ခြင်းနဲ့ဆုတောင်းနဲ့အနန္တကြပါ၏ပါအာမင် ကျွန်တော်တို့အဆုံး Thank you ဆရာရေ ဆရာတူဖိတ်ခေါ်ပါတယ်ဆရာငယ်ကျေးဇူးတင်ပါတယ်နော်ဒီကကောင်းကြီးခိုင်ကြီးလက်ဆုံးတက်အောင်နော်ထာဝရဘုရားသည်ဒီလိုကောင်းကြီးပေးပြီးဆောင်မတော်မူပါစေတော့ထာဝရဘုရားသည်တင်တိုင်းမျက်နှာတော်အလင်းကိုလွှတ်၍ဂရုဏာကျေးဇူးပြုတော်မူပါစေတော့ အာမင် ဘုရားသည်တင်ကိုမြောက်ကြည့်၍ချမ်းသာပေးတော်မူပါစေတော့သုံးပါတော်မူတော့ခမည်းတော်ဘုရားသခင်မြတ်တာတော့ဒါတော်သခင်ယေရှုခရစ်ကျေးဇူးတော်နှင့်တန်ရှင်တော်ဝိညာဉ်တော်ဘုရားမိသားဖွဲ့ခြင်းသည်နှုတ်ကပတ်တော်ကိုလေးထားလျက်အတူတကွခံယူလျက်ရှိကြကုန်တော့ကျွန်တော်ကျမတယောက်စီပေါ်၌အစဉ်တည်ရှိပါစေတော့အာမင် အာမင်